ပိတ်သက်တို့ရေမင်္ဂလာပါဗျာကျွန်တော်ဒီကနေ့ညတော့စာရေးဆရာမမတ်ဟုတ်စာရဲ့အရှင်လက်လက်မြေမြုပ်ခံရတဲ့မိန်းမဆိုတဲ့ခြောက်ချားပွဲရာပရာလောကဇလန်းလေးကိုဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇလန်းလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ထားပြီးဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ1920ခုနှစ်ဝန်းကျင်တောင်ပေါ်မြို့လေးတနေရာတောင်ဒီတင်ကြိုင်းတစ်ခုလုံးငြိမ်သက်နေတယ်အဝေးစီကဦးလိုက်တဲ့ခွေးဥတန်ကတင်ကြိုင်းတစ်ခုလုံးပြန့်နှံ့သွားတယ်ဒီအချိန်မှာပဲလူနှစ်ယောက်ဟာလွန်စွာကြီးမားတဲ့အထုပ်ကြီးတစ်ထုပ်ကိုတရုတ်တိုက်ဆွဲရင်တင်ကြိုင်းနဲ့ဝင်ခဲ့ကြတယ်သူတို့ဟာတင်ကြိုင်းတစ်ခုလုံးကိုအကဲခတ်ကြည့်ရင်ညောင်မုတ်စိတ်ပင်ကြီးအနာအရောက်မှာတော့ဟေ့ကောင်ကျင်းမြန်တူကွာခွေးတွေကလည်းဥတာမရက်ဘူးငါကြောစိတ်လာပြီဆိုကတယောက်ကပြောလိုက်တယ်ကြံတယောက်ကမြေကြီးကိုခတ်တွတ်တူးလိုက်တယ်ပြီးတော့အထုပ်ကြီးကိုဖိလိုက်တဲ့အခါမျက်နှာမှာဒဏ်ရာတွေနဲ့မိန်းမတယောက်ရဲ့အလောင်းတလောင်းအထုပ်ထဲကထွက်လာတယ်နေုံကဟိုးနာကဇရက်မှာခေါင်းပြက်တစ်လုံးရှိတယ်အလောင်းကိုခေါင်းနဲ့ထည့်ပြီးမြေမြုပ်တာပိုကောင်းတယ်တယောက်ကပြောဆိုရင်ဇရက်ရှိရာကိုထွက်သွားတယ်ကြံခဲ့တဲ့လူကအလောင်းကိုကြည့်ရင်တုံလို့ခြောက်ချားနေမိတယ်ခွေးဥတန်တွေကနီးကပ်လာသလိုသူ့တကိုယ်လုံးဇောချွေးတွေပြန်လာတယ်သူဟာအလောင်းကိုဆုဆိုင်ကြည့်နေတော့မှပဲအလောင်းကြီးကလှုပ်နေတယ်လို့ခံစားလိုက်ရတယ်အာကဲကြပါဦးကဲကြပါဦးသူ့ရဲ့ငယ်တန်ပေါင်အော်ဟစ်တန်ကြောင့်အခေါင်းတဲ့လာသူဟာလန့်ဖြန့်သွားပြီးဘာဖြစ်တာလဲကွာဟင်အလောင်းကြီးကထိုင်းနေပါလားနှစ်ယောက်သားအလောင်းကိုကြည့်ရင်ကြက်တွေတည်သွားမိတယ်ဒီကမှာပဲအလောင်းကြီးကဘုံကနေလဲကျသွားပြီးညင်ညူတန်ထွက်လာတယ်အလောင်းရဲ့မျက်လုံးအစုံကဖြတ်ခနဲ့ပွင့်လာရင်ငါ့ကိုဘာလို့ကြမလို့လဲဘာလို့ကြမလို့လဲဆိုတဲ့အတန်အောကြီးကိုကြားလိုက်ရတယ်ဟာမသေးသေးဘူးကွာဘယ်လိုလုပ်ကြမလဲလူတယောက်ရဲ့အမေကြောင့်ကြံတယောက်ကအလောင်းကိုကြည့်ရင်မျက်နှာတင်းမာသွားပြီးကိစ္စမရှိဘူးအလောင်းကိုအရှင်လက်လက်မြေမြုပ်ပစ်မယ်ဆိုကကျုံသွားလိုက်တယ်ဘာပြောတယ်ထုံးအိုင်မင်းယူသွားပြီလားသူကမိမနော်မသေးပဲမြေမြုပ်လို့ဖြစ်မလားကွာအဖော်ပြစ်သူရဲ့စကားကြောင့်ထုံးအိုင်ကတွေးစွာပဲငါမိမမှုမြုပ်ရမှာသူ့ကိုအသက်ရှင်ဝင်ပေးလိုက်ရင်ငါလည်းပင်ငါကြောခွင့်စွတ်တယ်လို့ဖြစ်သွားမှာပေါ့ယူနေတာကမင်းမဲကွာဒီအချိန်မှာပဲအလောင်းကြီးကထုံးအိုင်ရဲ့ခြေထောက်ကိုလှမ်းဆွဲလိုက်ပြီးကိုထုံးအိုင်ရှင်ရုံးမလားကြီးလားငါ့ကိုတက်ပြီးမှမြင်မြုပ်ပါအရှင်လက်လက်ကြီးတော့မလုပ်ပါနဲ့ထိုကဲ့သို့ပြောရင်ထားဖို့ကြိုးစားလိုက်တယ်ဒီကထုံးအိုင်ကခြေထောက်ကိုစောင့်ယုံလိုက်ရင်နင်းပါဇက်ကိုပိတ်လိုက်စမ်းငါးဘွားကိုဖျက်ဆီးတဲ့မိမဖောက်ပြန်တဲ့မိမနင်းလိုလူအသက်ရှင်ဘာမှအကျိုးမရှိဘူးမိမရုပ်တို့ရဲ့တွားရလန်းကိုနင်းကိုပို့ရမယ်နင်းကိုအရှင်မထားဘူးထိုကဲ့သို့ပြောပြီးအားကုန်စောင့်ကန်ပြစ်လိုက်တယ်ထုံးရရဲ့ကံကြမ်းကြောင့်မိမဖြစ်သူကမြေချင်းထဲကိုလွင့်ကျသွားတယ်ကိုထုံးရရှင်မှားလိုက်မယ်မိမဖြစ်သူဟာကျင်းထဲကနေသွေးဦးသွေးတန်းနဲ့အော်ဟိနေရှာတယ်မိမဖြစ်သူရဲ့အတန်ကြောင့်ထုံးအိုင်ဟာဒေါသထွက်သွားပြီးကောင်မနင်းပါဇက်ကိုပိတ်လို့ပြောနေနော်ထိုကဲ့သို့ကြုံသွားရင်လေပင်ကိုညှစ်ဖို့ကြိုးစားလိုက်တယ်ကောင်မငါ့ကိုကြိုက်တယ်ပေါ့ကဲ့ကွာကြိုက်ဟုတ်ကွာထုံးအိုင်ဟာမိမဖြစ်သူရဲ့ဘားကိုဘယ်ပြန်ညာပြန်ရိုက်ပစ်လိုက်တယ်ဟေ့ကောင်အချိန်ဆွဲမနေနဲ့လုံးစရာရှိတာလုံးသူ့ဘာရာဇာကြီးရောက်လာရင်ရှုပ်ကုန်လိမ့်မယ်အဖော်ဖြစ်သူရဲ့သတိပေးစကားကြောင့်ထုံးအိုင်ကအခေါင်းကိုဆွဲယူလိုက်ရင်ဟေ့ကောင်မောင်စီဒီကောင်မကိုအခေါင်းနဲ့ထည့်ပြီးမှမြေမြုပ်ပစ်မယ်ဝိုင်းကူအောင်နင်တို့မှားမယ်နော်ငါ့ကိုအသေးတက်လိုက်တေအောင်တက်ပါကိုထုံးအိုင်ရဲ့တောင်းမှန်ပါတယ်ချစ်ကြည်ခိုးပါတယ်မိမဖြစ်သူဟာအကြောက်ကငင်းဆန်ရင်ထုံးအိုင်ကိုလက်မှာပါသွားတယ်အခေါင်းကိုမြေကျင်းနဲ့ချလိုက်တဲ့အချိန်မှာတော့
မိမဖြစ်သူဟာအကောင်းနဲ့ရန်ကိုထုနိုင်ရင်မလုပ်ကြပါနဲ့ငါမသေးသေးဘူးငါ့ကိုအရှင်လက်လက်ကြီးမြေမမြုပ်ကြပါနဲ့ဆိုကအော်ဟစ်ရုန်းကန်နေရှာတယ်ထွန်းအိုင်ဟာမြေချင်းထိတ်မှဒူးထောက်ထိုင်လိုက်ပြီးအဲ့ဒီအစ်ဆက်အမူအရာနဲ့ကြော့ဖျောင်းနိုင်တဲ့မိကျအခေါင်းထဲမှာတိတ်မောင်နေဖျောင်းနိုင်ထွန်းပြီးနင်းရဲ့တေမင်းကိုမြင်အောင်ကြည့်ပြီးတော့အားလုံးပြီးဆုံးသွားပြီရှင်မြမော်ထိုကဲ့သို့ပြောပြီးဖျောင်းနိုင်တဲ့တက်သားမိကျတစ်လုံးကိုအခေါင်းပေါ်တင်လိုက်တယ်အသင့်ပါလာတဲ့တူနဲ့တန်ကိုထုတ်ပြီးတန်ကိုတစ်ချက်ချင်းရိုက်သွင်းလိုက်တယ်မလုံးကြပါနဲ့အသက်ရှူကျက်တယ်အခေါင်းထဲကနေထုတ်ပေးကြပါမလုံးကြပါနဲ့ထုံးဝိုင်ဟာလက်ထက်ပြင်အောင်အင်ကြီးရဲ့အပေါ်ဓာတ်မှာတကူတော့အရွယ်ဝိုင်းဖွဲ့နေတဲ့အချိန်တကူလုံးဇော်ချွေးတွေပြန်ပြီးကရုံကရင်ဖြစ်နေတယ်သူ့ရဲ့အာယုံထဲမှာတော့အခေါင်းထဲကနေအော်ရင်သွေးပြက်နေတဲ့မိန်းမဖြစ်သူရဲ့မျက်နှာကိုမြင်အောင်နေမိတယ်ထုံးဝိုင်ဟာအရက်ကိုပလင်းလိုက်မောချလိုက်ရင်မသိဘူးငါဘာမှမသိဘူးရှင်မြမော်မင်းငါ့ကိုအောင်နေရနေဖတ်သွားတယ်ထိုကဲ့သို့အော်ဟစ်ပြီးအရက်ပလင်းနဲ့နယံကိုပြစ်ပေါက်လိုက်တယ်ခွမ်းကနေတန်ကြောင့်အသက်16နှစ်အရွယ်အိမ်စေကမိန်းကလေးတူဟာထုံးအိမ်ရှိရာကိုပြေးလာရင်ဆရာလေးအပူမဘာလုပ်ပေးရမလဲဆိုကမဝင်မရဲနဲ့မေးလိုက်မိတယ်ဟာလာရှုပ်ပြန်ပြီနင်းကိုဘာပြောထားလဲငါဘာလုပ်လို့ထွက်မလာနဲ့ငါ့အိမ်ငါမီးရှို့ရင်တော့နင်းနဲ့မဆိုင်ဘူးသွားစမ်းထုံးအိမ်ရဲ့ဒေါသတကြီးအော်ဟစ်တဲ့အတန်ကြောင့်အပူမဟာကြောက်ရွံ့စွာပဲအနားကနေထွက်သွားတယ်ထုံးအိမ်ဟာအရက်ပလင်းကိုအသေးပေါက်လိုက်ပြီးတရီးတရံခြေလန်းနဲ့အိတ်ခမ်းထဲကိုဝင်ခဲ့တယ်အိတ်ခမ်းထဲကိုရောက်တဲ့အခါရှင်မြမွန်ရဲ့ပုံတူပကြီးကားရှိမှရက်လိုက်တယ်ထုံးအိမ်ဟာအရက်ကိုမောချလိုက်ရင်ပကြီးကားကိုစူးစိုက်ကြည့်မိတယ်ရှင်မြမော်မင်းကငါမိမမင်းကိုငါကိုယ်တိုင်အရှင်လက်လက်မြေမြုပ်ရမယ်လို့တခါမှမတွေးဘူးရှင်မြမော်ငါတတ်လိုက်ပြီးဘာလို့ငါတို့မြေမြုပ်ခဲ့တာလဲအခုအိမ်ကြီးမှာငါတယောက်တည်းရှင်မြမော်ဟာမြေကြီးထဲကိုရောက်သွားပြီအခုချိန်ဆိုသူမဟုတ်ဘူးငါသူ့ကိုမတတ်ဘူးသူ့ကြမှာသူငင်သွားတာဟုတ်တယ်ရှင်မြမုံကိုငါမတတ်ဘူးထုံးအိုင်ဟာသွေးဦးသွေးတန်းအော်ဟစ်ရင်အိယာဘုတ်ကိုဝုန်းနဲ့လှည့်ချလိုက်တယ်ရှင်မြမုံငါနားမှာမရှိတော့ဘူးမြေကြီးထဲရောက်သွားပြီဒါဟာတစ္ဆာမရှိတဲ့မိန်းမတို့ရဲ့တွားရလမ်းပဲဟာထုံးအိုင်တို့လွတ်လပ်သွားပြီခင်ယွန်းကိုအိမ်မော်တင်ပြီးပျော်ပျော်ကြီးနေပြေးလိုက်မယ်ကွာဟာထုံးအိုင်ဟာအယူဘမှာအော်ဟစ်ရမောပြီးရှင်မြမွန်ရဲ့ပုံတူပကြီးကားစီအကြည့်ရောက်သွားတယ်ဆူးရှာတောက်ပနေတဲ့ရှင်မြမွန်ရဲ့မျက်လုံးတွေကစက်ကြည့်နေသလိုခံစားလိုက်ရတယ်ပကြီးကားတွေကအကြည့်ကြောင့်ထုံးအိုင်ဟာကြက်သေးပြန်းကနေထားသွားမိတယ်ဒါကြောင့်အိယာဘောကနေဆက်ကနေထားလိုက်တယ်ပြီးတော့ပကြီးကားကိုမျက်တောင်မခံနိုင်စိုက်ကြည့်ရင်အခန်းဝစီကိုရှောက်သွားမိတယ်ရှင်မြမွန်ရဲ့အကြည့်တွေကသူ့သွားရနောက်ကိုလိုက်ကြည့်နေသလိုခံစားလိုက်ရတယ်ထုံးအိုင်တယောက်မျက်လုံးကိုစုံမရင်အားကနေအတန်ကုန်အော်ဟစ်လိုက်မိတယ်ဒီအချိန်မှာပဲတန်ငရင်ဖြစ်သူမောင်စည်းဟာအပြေးရောက်လာပြီးထုံးအိုင်ဘာဖြစ်တာလဲသတိထားလိကွာထိုကဲ့သို့ပြောရင်ထုံးအိုင်ရဲ့ပခုံးကိုလှုပ်ခိုင်းလိုက်တယ်ထုံးအိုင်ဟာရှင်မြမွန်ရဲ့ပုံတူကားချက်ကိုညွှန်ပြရင်ရှင်မြမွန်ငါ့ကိုစိုက်ကြည့်နေတယ်ကွာငါသွားရနောက်ကိုလိုက်ကြည့်နေတယ်ဆိုကသွေးဦးသွေးတန်းပြောလိုက်တဲ့အခါမောင်စည်းကခေါင်းကိုခါလိုက်ပြီးမင်းတော့ယူသွားပြီထုံးအိုင်အသက်မဲ့တဲ့ပကြီးကားကမင်းနောက်ကိုလိုက်ကြည့်နေတာဘလို့လို့ဖြစ်နိုင်မှာလဲမင်းတောက်တာများနေပြီထင်တယ်အိတ်လိုက်တော့ကွာဒီကထုံးအိုင်ဟာချွေးသည်ချွေးပေါက်တွေကြားနေတဲ့မျက်နှာကြီးနဲ့မောင်စည်းကိုကြည့်လိုက်ရင်မဟုတ်ဘူးငါသိတယ်သူ့မျက်လုံးကြီးကငါ့ကိုပြကြမတတ်စိုက်ကြည့်နေတာကွာငါမှုလို့ပြောနေတာမဟုတ်ဘူးဆိုကငင်းဆန့်ပြန်နေမောင်စည်းကထုံးအိုင်ကိုစိတ်မချစွာကြည့်လိုက်ပြီးငါပကြီးကားကိုဖြုတ်လိုက်မယ်ဒါဆိုရင်မင်းဘာမှမဖြစ်တော့ဘူးထိုကဲ့သို့ပြောရင်
ပကြီးကားကိုဖြုတ်ဖို့ပြင်လိုက်တယ်။ထုံးဝိုင်ကမောင်စည်းရဲ့လက်ကိုလှမ်းဆွဲလိုက်ရင်မဖြုတ်နဲ့မောင်စည်းဒီမိမကသူ့ရဲ့ပုံလူကားချက်ကြီးကိုတိတ်မမောတာကွာဒီတိုင်းပဲထားလိုက်ပါငါအခန်းပြောင်းအိတ်လိုက်မယ်ဒီကမောင်စည်းကထုံးဝိုင်ကိုကြည့်ရင်တပ်ပြင်းကိုသာချလိုက်မိတယ်ရှင်များမုံတို့ကမြို့မျက်နှာဖုံးကြေးရတဲ့လူဒန်းစားတွေမြေဝကျွန်းမော်ဒေသမှာရှိတဲ့စံဆက်တစ်ဆက်အတော်များများကိုပိုင်ဆိုင်နေထုံးဝိုင်ကရှင်များမုံတို့တစ်ဆက်မှာလုပ်တဲ့နေစားအလုပ်သမားထုံးဝိုင်ကအလုပ်ကြိုးစားလို့ဆိုပြီးရှင်များမုံတို့အဖေကတိတ်သဘောကျတယ်ဒါကြောင့်ထုံးဝိုင်အလုပ်အားတဲ့ရက်ဒီမှာသူ့အိမ်ကိုခေါ်ပြီးတော့လက်တို့လက်တောင်ခိုင်းရင်ပေါက်ဆူးငွေပေးလိရှိတယ်လူဒန်းစားမခွဲခြားတတ်တဲ့ရှင်များမုံရဲ့အဖေဟာထုံးဝိုင်ကိုသူ့သမီးနဲ့ကြိတ်ပြီးသဘောတူခဲ့တယ်ဒါကြောင့်အချိန်တွေကြာတဲ့အခါထုံးဝိုင်ကိုရိုးသားကြိုးစားတဲ့အတွက်တစ်ဆက်မှာလူယုံအနေနဲ့နေရာပေးခဲ့တယ်။ဒီနေ့ရှင်မြမွန်ရဲ့ဖခင်ကြီးဟာနှလုံးရောဂါအခန်းကြောင့်အမောဖောက်ပြီးဆေးရုံကိုတင်လိုက်ရတယ်။ဆေးရုံကိုရောက်ပြီးမကြခင်မှာပဲအသက်ထွက်သွားရှာတယ်။သူမသိခင်မှာရှင်မြမွန်နဲ့ထုံးဝိုင်ကိုလက်ထပ်ပေးခြင်းခဲ့တယ်။ထုံးဝိုင်ကိုလည်းရှင်မြမွန်ကိုအနီးကပ်စောင့်ရှောက်ဖို့မှားသွားခဲ့တယ်။ဖခင်ကြီးသေဆုံးပြီးတဲ့နောက်ထုံးဝိုင်တို့လက်ထပ်ဖြစ်ခဲ့ကြတယ်။တခါတည်းရင်အိမ်ပြန်လာရင်တစိမ်းယောက်ျားတွေလည်းပါလာလေးရှိတယ်။ထုံးဝိုင်ဟာရှင်မြမွန်ရဲ့လောက်ရက်ကိုမကျင်တတ်ပေမဲ့ကျေးဇူးရှင်ရဲ့တမီဖြစ်နေရကြောင်းလုံးဝပြောင်းတတ်ခဲ့ဘူး။ရှင်မြမွန်ကလည်းတဖြည်းဖြည်းခြေလမ်းကျက်ပြီးအိမ်ပြန်မိတ်တဲ့ညတွေတောင်ရှိလာခဲ့တယ်။ထုံးဝိုင်ဟာဘလို့မှမျိုးသိလို့မရတဲ့အဆုံးမှာတော့တငယ်ချင်းမောင်စည်းကိုရှင်ဖွင့်မိတယ်။မောင်စည်းကယောက်ျားတစ်ယောက်ရဲ့မာနကိုနေတန်းပြုတ်ပြီးထုံးဝိုင်ကိုမြှောက်ဝင်ပေးတယ်။ပြီးတော့ထုံးဝိုင်ကိုအရက်ဝိုင်းဖဲဝိုင်းနေခေါ်သွားပြီးစိတ်ပြေလက်ပြောင်နေခိုင်းတယ်။မောင်စည်းရဲ့ကရပန်ထိုးမှုကြောင့်ထုံးဝိုင်တို့အိမ်တော်ကြီးကပုံမရင်ရင်လာခဲ့တယ်။လင်မယားနှစ်ယောက်ကြားရံပွဲတွေရက်စိတ်လာသလိုရှင်ပြိုင်ဆောင်မြောက်မှုတွေလည်းများပြားလာခဲ့တယ်။ဒီအချိန်မှာပဲထုံးဝိုင်ရဲ့ဘဝလေးကိုခင်ယွန်းရောက်လာတယ်။ခင်ယွန်းကထုံးဝိုင်ဦးစီးနေရတဲ့ဆန်ဆက်ကဆေးမတယောက်အတက်ငယ်သလိုရုပ်ရည်ကလည်းစာဖွဲလောက်တယ်ထုံးဝိုင်ကိုအယူမှုဖြစ်စေတာကခင်ယွန်းရဲ့ခြေပြားထိလူနီးပါးရှိတဲ့ရှည်လျားတဲ့သပင်ရှည်ကြီးတွေသပင်ရှည်ကြီးနဲ့မြန်မာဆန်လာတဲ့ခင်ယွန်းကိုထုံးဝိုင်ကကြိတ်ပြီးသဘောကျနေမိတယ်ဒါကိုသိတဲ့မောင်ကြီးကထုံးဝိုင်နဲ့ခင်ယွန်းကြားမှာကလပန်ထိုးပြန်တယ်ထုံးဝိုင်ရဲ့မိန်းမဟာဘလို့ဆိုကြောင်းထုံးဝိုင်အပေါ်မရှားကောင်းမပြီးသားကြောင်းဘလို့ဖောက်လွဲဖောက်ပြန်လုပ်ကြောင်းအမျိုးမျိုးပြောဆိုပြီးခင်ယုံရဲ့တနာစိတ်ကိုထုံးဝိုင်ပေါ်ရောက်အောင်ဘေးတုံပေးခဲ့တယ်ခင်ယုံကအိမ်တော်ရဲ့အစ်မပြေတဲ့ထုံးဝိုင်ကိုတနာစိတ်ဝင်ပြီးဖြောင်းပြနှိမ့်သိမ့်မှုတွေပေးခဲ့တယ်အချိန်ကြာလာတဲ့အခါခင်ယုံဟာထုံးဝိုင်ရဲ့တိတ်တိတ်ပုံမရဘဝကိုရောက်ခဲ့ရတယ်ထုံးဝိုင်ဟာခင်ယုံရဲ့အတွေ့အထိနှိမ့်သိမ့်မှုတွေအောက်မှာမိန်မော်ရင်ရှင်များမွန်ရဲ့အိမ်တော်တာဝန်မကျေမမှုတွေကိုပုံမအပြစ်မြင်လာတယ်။ဒီနေ့ထုံးဝိုင်အိမ်ပြန်သွားတဲ့အချိန်ရှင်များမွန်ကိုအကြီးအကျယ်ပြဿနာရှာခဲ့တယ်။နှစ်ယောက်သားစကားများရန်ဖြစ်ရကလက်ပါလာတယ်။ထုံးဝိုင်ဟာအရက်ပလင်းကိုရိုက်ခွဲပြီးရှင်များမွန်ကိုပလင်းခွဲနဲ့ပြစ်ပေါက်လိုက်တယ်။ရှောင်းတင်းချိန်မြရလိုက်တဲ့အတွက်ထုံးဝိုင်ပေါက်လိုက်တဲ့ပလင်းခွဲအစဟာရှင်များမွန်ရဲ့မျက်နှာကိုထိမှန်သွားတယ်။ရှင်များမွန်ဟာပလင်းခွဲစားဆိုင်ဝင်နေတဲ့မျက်နှာကြီးနဲ့သွေးတန်းအော်ဟစ်ပြီးထုံးဝိုင်ကိုလုံးထွေးတပ်ပုတ်ဖို့ပြင်လိုက်တယ်ထုံးဝိုင်ကလည်းသူ့စီကိုဒေါသတကြီးနဲ့ပြေးဝင်လာတဲ့ရှင်မြမုံကိုအားကုန်ဆောင်တွန်းပစ်လိုက်တယ်ရှင်မြမုံဟာအချိန်မထိန်နိုင်ပဲအင်ကြီးရဲ့လေကားတွေအတိုင်းဒလိန်ကောက်ကွင်းနဲ့ပြုတ်ကျသွားခဲ့တယ်လေကားအောက်ကိုရောက်တဲ့အခါရှင်မြမုံဟာဦးကောင်းကသွေးပြက်ပြက်ကြရင်ငြိမ်သက်သွားခဲ့တယ်ဒီချိန်မှာပဲမောင်စည်းနဲ့အိမ်စီကမိန်းကလေးတို့ရောက်လာပြီးထုံးဝိုင်တို့အဖြစ်ကိုမြင်တွေ့သွားရတယ်။ထုံးဝိုင်ဟာမျက်လုံးအပြူသားနဲ့ကြောက်လန့်နေချတဲ့အပူမောက်ကိုဒီအကြောင်းတွေကိုဘယ်သူမှမပြောနဲ့။ပြောလို့ကတော့နင်းမလေးလို့နေမသေးရမယ်။ဆိုကချင်းကြောက်ခဲ့တယ်။ထုံးဝိုင်ဟာမောင်စည်းနဲ့တိုင်ပင်ပြီးရှင်မြမွန်ရဲ့အလောင်းကိုဖျောက်ပြက်ပစ်ဖို့ကြိုးစားခဲ့တယ်။ဒါကြောင့်မျိုးအစွန်မှာရှိတဲ့တောင်နီတင်းချိုင်းကိုတိတ်တဆိတ်သွားပြီး
အလောင်းကိုမြင်မြုပ်ခဲ့တယ်တကောင်ရန်အချိန်အပူမဟာအေကန်တောက်မှာထိုင်ခံရင်ထုံးအိုင်ပြန်လာကိုစောင့်နေတယ်ဒီအချိန်မှာပဲပခုံးကိုလှုပ်နှိုးသလိုခံစားလိုက်ရတယ်အဲ့ချိန်စိတ်လွန်ကန်းနေတဲ့အပူမဟာပခုံးပေါ်ကလက်ကိုပုတ်ထုတ်လိုက်တယ်ဒါပေမဲ့အချိန်ချင်းထပ်ပြီးလှုပ်နှိုးခံရတဲ့အတွက်အပူမဟာအဲ့ချိန်မူရုနဲ့မျက်လုံးဖွင့်ကြည့်လိုက်တယ်စပင်စုပ်ဖွာတန်ရာပလက်ပွားနဲ့ကြောက်မက်ဖွယ်မျက်နှာကြီးတစ်ခုသူမမျက်နှာပေါ်ကိုအုံမိုးထားတာအပူမဟာကြောက်စရာမျက်နှာကြီးကိုကြည့်ရင်ငဲ့တမ်းပါအောင်အားကနေအော်ဟစ်လိုက်မိတယ်အပူမရဲ့အော်တန်ကြောင့်အပြင်ကနေပြန်လာတဲ့ထုံးဝိုင်ကလမ်းဖြန့်သွားပြီးဘာဖြစ်တာလဲအပူမဘာဖြစ်တာလဲအပူမကထုံးဝိုင်ရှိရာကိုသွေးဦးသွေးတန်းပြေးလာရင်အမလေးမမလေးစပင်ဖားလျားကြီးနဲ့ကျမမျက်နှာနောက်ကပ်ပြီးစိုက်ကြည့်နေတယ်ဆိုကတုံရင်နဲ့တန်နဲ့ပြောလာတယ်ဒီကထုံးဝိုင်ဟာမျက်နှာကွက်ခနဲ့ပြတ်သွားရင်ဘာပြောတယ်ရှင်များမုံကနင်းကိုစိုက်ကြည့်နေတယ်ဟုတ်လားဒါနောက်စရာမဟုတ်ဘူးအပူမငါစိတ်ရှုပ်နေတယ်ငါဒေါသတွေနင်းအပေါ်ပုံသွားမယ်ထိုကဲ့သို့အော်ငေါလိုက်တဲ့အခါအပူမကကြောက်တန်တကြီးအမူအရာနဲ့တကယ်ပါဆရာလေးရေကျမမြင်လိုက်ရတာပါဟုတ်အနားမှာထိုင်နေတော့တွေးလိုက်ရတာအပူမရဲ့စကားကြောင့်ထုံးဝိုင်ဟာတိမ်လုံးအနှံ့လိုက်ကြည့်ရင်ဘယ်မှာလဲရှင်မြမော်ဘာမှမရှိဘူးနင်အဲ့ချင်မှုတို့နဲ့ရှောက်ပြောနေတယ်တွားအိတ်တော့ထိုကဲ့သို့ပြောလိုက်တဲ့အခါအပူမကမျက်လုံးပြူးကြီးနဲ့ကျမဒီအိမ်မှာမနေရတော့ဘူးပြန်မရစီတော့ဆိုကမရက်တရက်တောင်းဆိုလိုက်မိတယ်ထုံးဝိုင်ဟာမျက်နှာကြီးတင်းမာသွားရင်ပါဇက်ပိတ်ဆန်နေဟာငါအเจ้าကိုသိတဲ့အတွင်းလူတယောက်ပဲရှင်များမုံကိုငါဘယ်လိုလုပ်ခဲ့တယ်လဲဆိုတာနင်းမြင်နေမဟုတ်လားနောက်တစ်ခါပြန်မယ်လို့ပြောရင်ပြောကြည့်နင်းကိုပါရှင်များမုံနောက်ပို့ပြလိုက်မယ်သွားငါရှိကထွက်သွားတယ်ဆိုကအော်ငေါ့ပြစ်လိုက်တယ်အပူမထွက်သွားတဲ့အခါထုံးဝိုင်ဟာအရက်တောက်ဖို့ထမင်းစားခန်းထဲကိုဝင်ခဲ့တယ်ထမင်းစားခန်းထဲကိုရောက်တော့အရက်ပလင်းကိုဆွဲယူလိုက်ရင်တစ်ချိန်တော့မော်တောက်လိုက်မိတယ်ဒီချိန်မှာပဲသူ့ရဲ့နောက်ကျောစီကလူတယောက်ဖြတ်သွားသလိုခံစားလိုက်ရတယ်အပူမနင်းကိုအိတ်တော်လို့ပြောထားတာမိဘဲနဲ့ဘာလုပ်နေရလဲငါ့ကိုလာပြီးအာယုံမနှောင်းနဲ့နော်ထုံးဝိုင်ဟာရှာလေးအားလေးအတန်ကြီးနဲ့ပြောဆိုရင်အနောက်ကိုလှည့်ကြည့်လိုက်တယ်ဘယ်သူမှမရှိဘူးထမင်းစားခန်းထဲမှာသူ့တယောက်တည်းအပူမဟဲ့အပူမလာစမ်းထုံးဝိုင်ရဲ့အော်ဟစ်ခေါ်လိုက်တဲ့အတန်ကြောင့်အပူမကအထိတ်တလန့်ပြေးလာရင်လာပြီဆရာလေးဘာဖြစ်လို့လဲနေမိတ်သေးပဲနဲ့ထမင်းစားခန်းထဲမှာဘာလုပ်နေရလဲဘာလဲဟင်းကိုစားဖို့ချောင်းနေရလားထုံးဝိုင်ရဲ့အမေကြောင့်အပူမကကြောင်ဝမ်းသွားခဲ့ပြီးရှင်းဆရာလေးဘာပြောနေရလဲကျမအိတ်နေရလေဆရာလေးခေါ်တန်ကြလို့အခုမှထွက်လာတာထိုကဲ့သို့ပြောလိုက်တဲ့အခါထုံးဝိုင်ဟာတွေ့ဝေသွားရင်မဟုတ်သေးပါဘူးခုနကငါးနောက်ကလူပြတ်သွားတာတေးချပါလေနေမကြနဲ့တော့အပူမဆိုကရှာလေးအားလေးအတန်ကြီးနဲ့ပြောလိုက်ပြန်တယ်မညာပါဘူးဆရာလေးရဲ့အဲ့ဒါမမလေးပဲဖြစ်ရမယ်အပူမရဲ့စကားကြောင့်ထုံးဝိုင်ကမျက်နှာပြတ်သွားပြီးပြောပြန်ပြီလားဒီစကားရှင်များမုံဟာတေသွားပြီတေတဲ့လူဟာဒီအိမ်ကိုပြန်မလာနိုင်တော့ဘူးအဲ့ဒါကိုမြင်မြင်မှတ်တာငါရှိမှဘယ်တော့မှဒီစကားကိုမပြောနဲ့ငါမရှုံဘူးသွားတော့ဆိုကအော်ငေါ့ပြစ်လိုက်တယ်ထုံးဝိုင်ရဲ့မျက်လုံးထဲမှာတော့အခေါင်းထဲကရှင်များမုံရဲ့အော်ဟစ်အကူကြီးတောင်းနေတဲ့မျက်နှာကိုမြင်အောင်နေမိတော့တယ်မောင်စီးတယောက်နှိမ့်ချိုက်စွာအိမ်မောကျနေစင်မှာပဲမထင်မှတ်တဲ့အဖြစ်နဲ့ကြုံလိုက်ရတယ်မောင်ကြီးကအိပ်ရတဲ့ကနေကုန်းယုံထရင်ဘာဖြစ်တာလဲဟာငလင်လောက်တာလားဟာငါကရင်ကြီးလောက်နေပြီဆိုကအထိတ်တလန့်နဲ့အော်ဟစ်လိုက်တယ်ကရင်ဟာငလင်လောက်ခါသလိုရိန်ထိုးနေတယ်မောင်စီးတယောက်ဇောချွေးတွေပြန်ရင်ကရင်အောက်ကိုကုန်းကုန်းကြည့်လိုက်တယ်ဘာမှမရှိဘူး
ဒါပေမဲ့ဂရင်ကြီးကတော့လှုပ်ခါနေတော့မယ်မောင်စည်းဟာဂရင်ပေါ်မှာဂျုံတို့မောက်ကုန်ဖြစ်ရင်အကြီးအကျယ်ခြောက်ခြားလာတယ်ဒီအချိန်မှာပဲမျက်နှာကြီးတစ်ခုကဝါးကနေပေါ်လာတယ်ဟင်နေရှင်မြမွန်သွားထွက်သွားမောင်စည်းဟာသူ့နီးကိုတဖြည်းဖြည်းတိုးကပ်လာတဲ့ရှင်မြမွန်ကိုကြည့်ရင်အော်ဟေ့ရုန်းကန်နေမိတယ်ငါ့ကိုမြေချင်းထဲမှာအရှင်မြုပ်ခဲ့တဲ့ကောင်းတွေငါ့လိုနင်းတို့ပြန်ခန်းစားစီရမယ်ခြောက်ချားွယ်အတန်ဆိုးကြီးနဲ့ရှင်မြမွန်ဟာအော်ဟစ်ပြီးအနီးကိုတိုးကပ်လာခဲ့တယ်သူမရဲ့လက်အစုံကမောင်စည်းရဲ့လက်မျိုးကိုဥတီနေတယ်မဟုတ်ဘူးနင်းသေးပြီမလာနဲ့ငါနောက်မလာနဲ့မောင်စည်းဟာကြောက်လုံးတို့တကိုယ်လုံးဆက်ဆက်တုံးလာတယ်ဒီချိန်မှာပဲတကားခောက်တန်ကြားလိုက်ရပြီးတာဘာဖြစ်နေရလဲတကားဖွင့်စမ်းဆိုတဲ့အတန်ကိုကြားလိုက်ရတယ်တကားခောက်တန်ကြောင့်ရှင်မြမွန်ရဲ့အရေးကြီးဟာကျုံချင်းပြောက်ွယ်သွားတယ်မောင်စည်းဟာတွေ့ဦးသေးတန်းပြေးသွားရင်တကားကိုကမန်းကနန်းနဲ့ကြက်ဖွင့်လိုက်တယ်မောင်စည်းရဲ့ဖခင်ဟာကြောင်ချောက်ချားဖြစ်နေတဲ့သားကိုကြည့်ရင်ငစီဘာဖြစ်နေရလဲအတန်တွေနဲ့ဆူညံနေရပဲချွေးတွေလည်းပြန်လို့ပါလားဒီကမောင်စည်းဟာချွေးသေးချွေးပေါက်ကြနေရင်အမောတကောလေတန်ကြီးနဲ့ဘာမှမဟုတ်ပါဘူးကျွန်တော်အိမ်မက်မက်ပြီးရှောင်းအောင်နေမိတာပါထိုကဲ့သို့ပြောလိုက်တဲ့အခါဖခင်ဖြစ်သူကတပ်ပြင်းကိုချလိုက်ပြီးအိမ်မက်များသားရဲ့ဒီလောက်ထိအော်ဟင်းနေသလားတဲ့ပြန်တော့အဖေလည်းဖះဝတ်ပြုလိုက်အောင်မယ်ဖခင်ရဲ့စကားကြောင့်မောင်စည်းဟာတဲ့ပေါက်ကိုလှမ်းကြည့်လိုက်ပြီးမိုးတောင်လင်းနေပြီကျွန်တော်မိတ်တော်ဘူးထုံးအိုင်စီကိုသွားလိုက်အောင်မယ်ဖခင်ကြီးထွက်သွားတဲ့အခါမောင်စည်းဟာကမန်းကရန်အဝင်လဲပြီးထုံးအိုင်ရှိရာစီကိုထွက်လာခဲ့တော့တယ်ထုံးအိုင်ရဲ့အိမ်ကိုရောက်တော့အလုပ်သွားဖို့ပြင်းနေတဲ့ထုံးအိုင်ကိုအတင်တွေ့လိုက်ရတယ်ထုံးအိုင်ဟာစောစောစီးစီးရောက်ချလာတဲ့မောင်စည်းကိုတန်တော်ကြည့်ရင်ဟေ့ကောင်ငစီစောလာကြည့်လားကွာဘာဖြစ်လာလဲမျက်နှာလည်းမကောင်းဘူးမင်းအဖေနဲ့ရန်ဖြစ်လို့လားဒီကမောင်စည်းဟာထုံးအိုင်ကိုအိမ်ထဲဆွဲခေါ်ခဲ့ပြီးငါ့ကိုရှင်မြမွန်6တယ်ကွာဆိုကအစချင်ရင်ဂရင်လှုပ်ခံခဲ့ရတဲ့ကိစ္စကိုပြောပြလိုက်တယ်မောင်စည်းရဲ့စကားဆုံးတဲ့အခါထုံးအိုင်ဟာမျက်နှာတင်းမာသွားပြီးမင်းတို့ဘာပြောငါမရှုံဘူးအိမ်ကအပုမကလည်းရှင်မြမွန်သူ့စီလာတယ်လို့ပြောတယ်ကွာအိုးကွာရှင်မြမွန်နဲ့ပတ်သက်လာရင်ဘာမှကိုမကြားချင်ဘူးသူသာတကယ်မင်းတို့ပြောတဲ့အတိုင်းဖြစ်နေမဲဆိုရင်ငါးစီကိုအရင်လာမှာပေါ့တချို့အိမ်မက်တွေကအပြစ်မှတကယ်ကြုံတယ်လို့ခံစားရတတ်တယ်ငါတော့မင်းကိုအိမ်မက်မှတ်တယ်လို့ပဲယူဆတယ်ငါစိတ်ထဲမှာတည်နေတဲ့ထုံးအိုင်ရှင်မြမွန်ငါးစီကိုလာသွားတာတေးချတယ်အိမ်မက်မဟုတ်ဘူးကွာဒါပေမဲ့ငါနဲ့ပုမ2ယောက်လုံးရှင်မြမွန်ကိုမြင်ရပြီးမင်းကိုကြဘာလို့မောင်စည်းရဲ့စကားမဆုံးခင်ပဲထုံးအိုင်ကလက်ကပြလိုက်ရင်ဟိုဆက်မပြောနဲ့မင်းတို့ကမမြင်ရတဲ့ပရာလောကကိုလက်ခံထားကြတာဘူးကွာဥပတ်တန်းကြောင့်ဥပတ်ရောက်တာမကြားဘူးလားမင်းတို့ရဲ့ဆွဲလန်းတဲ့စိတ်ကပြန်ချောက်နေတာကွာထုံးအိုင်တို့ကရှုံလည်းမရှုံဘူးလက်လည်းမခံဘူးဟဲ့ရှင်မြမွန်ကိုမင်းတို့ပြောသလိုတွေးရလို့ကတော့မြေုံနဲ့ပါးကို3ချက်ရိုက်ပြီးသားပဲကွာဒီကမောင်စည်းကခေါင်းကိုခိုင်ရန်လိုက်ရင်ငါမင်းကိုနောက်နေတာမဟုတ်ဘူးဟေ့ကောင်မင်းတိတ်ကိုအစိုးမရောက်နဲ့မင်းကိုယ်တိုင်ကြုံရတော့မှငါစီကိုပြေးမလာနဲ့နော်ထိုကဲ့သို့ပြောလိုက်တဲ့အခါထုံးအိုင်ကမဲပြုံးကိုပြောလိုက်ရင်သွားစမ်းပါကွာအတိတ်ပဲမရှိရတွေကဲဟေ့ကောင်ဒါတွေပြောနေလို့အဖို့ပဲအကျိုးမရှိဘူးငါခင်ယုံနဲ့ချိန်ထားတယ်နောက်ကျနေပြီကွာသွားတော့မယ်ထိုကဲ့သို့ပြောဆိုရင်ထွက်သွားတော့တယ်ထုံးအိုင်ထွက်သွားတဲ့အခါမောင်စည်းဟာတယောက်တည်းငိမ့်ငိုက်ပြီးရက်ကြံခဲ့တယ်ဒီအချိန်မှာပဲ
အပူမရောက်လာပြီးအကိုကြီးမမလေးကိုမြင်လိုက်တာတကယ်လားယင်အပူမရဲ့စကားကိုမောင်ကြီးကခေါင်းညှိလိုက်ရင်ဟုတ်တယ်ငါအိတ်နေတော့ကရင်ကိုလာလှုပ်တာဟာမောင်ကြီးကပြောရင်းနဲ့အပူမကိုလှမ်းပြီးအကဲခတ်လိုက်တယ်ဘာလဲပူမငါပြောလိုက်လို့နင်တိတ်ကြောက်သွားပြီလားထိုကဲ့သို့မေးလိုက်တဲ့အခါအပူမကခေါင်းကိုကမန်းကရန်ခလိုက်ရင်အကိုစီးပြောလို့မဟုတ်ပါဘူးကျမကိုယ်တိုင်လည်းအိမ်မှာအမျိုးမျိုးကြုံနေရလို့ပါမမလေးနဲ့ပတ်သက်ပြီးအိမ်မက်လို့တကယ်လို့အဖြစ်တွေဒီရက်ပိုင်းမှာကြုံနေရတယ်ဆရာလေးကမိုးလင်းကနေမိုးချုပ်အထိအိမ်ကတ်တာမဟုတ်ဘူးအပူမတယောက်တည်းဒီအိမ်ကြီးမှာနေရတာတိတ်ကိုခြောက်ချားတာပဲရွာကိုပြန်မယ်ပြောတော့လေဆရာလေးကလက်မခံဘူးကျမဖြင့်ဒီအိမ်ကြီးမှာတယောက်တည်းနေရမယ့်အစားတေသာတေလိုက်ချင်တော့တယ်ဆိုကညီညွတ်စကားပြောလာတယ်ဒီခါမောင်ကြီးကတပ်ပြင်းကိုအသာချလိုက်ရင်ဘာပဲဖြစ်ဖြစ်ဟာထိုးအိမ်ကနင်းကိုဘယ်နည်းနဲ့မှပြန်လွတ်မှာမဟုတ်ဘူးနင်းလက်ဒီအိမ်မှာကလေးဘွားကလေးကနေလာတာပဲတိခတ်ပြီးတော့နေဘောဟာထုံးအိုင်စစ်ဆိုးမဲ့စကားလေတတိထားပြီးတော့ရှောင်းအဆင်ပြေအောင်စူးစမ်းနေဘောဟာထိုကဲ့သို့ပြောဆိုပြီးပြန်ခဲ့တော့တယ်မောင်စည်းပြန်သွားတဲ့အခါအပူမဟာအင်ကြီးထဲမှာတယောက်တည်းကြံရင်ခဲတော့တယ်အပူမဟာအင်ကြီးတစ်ခုလုံးကိုမျက်လုံးဝေကြည့်လိုက်ရင်စိတ်ထဲမှာခြောက်ချားနေမိတယ်ဒါကြောင့်ထမင်းစားကန်းဘက်ကိုပြေးထွက်ခဲ့မိတယ်ထမင်းစားကန်းထဲကိုရောက်တော့ကြောက်ကြောက်နဲ့ပကံအပေတွေကိုဆေးဖို့ပြင်လိုက်တယ်ပကံဆေးရင်းကသူ့မရဲ့ရင်တွေတဒိန်နဲ့မြန်လာပြီးခေါင်းမွေးတွေဖြန်းကနေထောင်သွားသလိုခံစားလိုက်ရတယ်ရှက်ဆိုကအဆက်မပြတ်ထွက်ပေါ်လာတဲ့ရှက်တိုက်တန်ကြီးကြောင့်အပူမဟာခေါင်းတစ်ပန်းကြီးသွားမိတယ်သူ့တကူလုံးကြက်တီမွင်ညင်ထားလာတယ်အပူမပကံဆေးနေရင်ကနောက်လက်ကြည့်ကျင်စိတ်တွေတဖွာဖွာဖြစ်ပေါ်လာတယ်ဒါပေမဲ့ကြည်လည်းမကြည့်ရဘူးလှည့်ကြည့်လိုက်လို့မတော်တာတခုခုမြင်လိုက်ရမှလေတိတ်ကြောက်နေတယ်ရှက်ဆိုတဲ့ထမီခရင်ရှက်တိုက်သွားနေတဲ့အတန်ကြီးအပူမဟာမျက်လုံးကိုစုံမရင်နောက်ကိုဆက်ကနေလှည့်လိုက်တယ်မျက်လုံးဖွင့်ကြည့်လိုက်မိတော့ဘာမှမတွေ့ရဘူးဒါပေမဲ့ရှက်တိုက်တန်ကြီးကပျောက်မသွားဘူးအပူမကြောက်လုံးလို့ဒူးတွေတောင်တုံနေမိတယ်သူ့တကူလုံးအေးဆက်တောင်းနေပြီးချွေတီတီကျလာတယ်အပူမဟာထမင်းစားခန်းအဝါကိုတိတ်ဆိတ်ချင်းကပ်သွားပြီးအဲခန်းထဲကိုမျက်လုံးဝေကြည့်လိုက်တယ်ဒီချိန်မှာပဲသူမရဲ့မျက်လုံးအကြည့်ကလှေကားစီကိုရောက်သွားတယ်မြင်လိုက်ရတဲ့အရာကြောင့်အပူမတယောက်အသက်ရှူရက်မတက်လမ်းပြန်သွားတယ်ရှင်များမုံဟာဂါဝင်ဖြူဖဖားကြီးကိုဝတ်ပြီးလှေကားထိတ်ကတလန်းချင်းဆင်းလာနေတယ်အပူမဟာရှင်များမုံကိုစိုက်ကြည့်ရင်ကြောင်ဝမ်းနေမိတယ်အတန်ကြာတော့မှသတိဝင်လာပြီးအမလေးကဲကြပါအောင်တော့ဆိုကငယ်တံပေါင်អော်လိုက်တယ်ပြီးတော့ခြံထဲကိုဂမိုးရှုတို့ပြည့်စင်သွားခဲ့တယ်အပူမဟာသွေးဦးသွေးတန်းနဲ့ခြံတကားကိုတပုံပုံထူးနှက်လိုက်တယ်ထုံးဝိုင်ကခြံတကားကိုအပြင်ကတောက်ခတ်သွားတဲ့အတွက်အပူမဟာအင်ကြီးကိုပြန်လှည့်ကြည့်ရင်သွေးပြတ်သွားမိတယ်အော်ဟစ်အကူကြီးတောင်းရအောင်လေအနီးနားမှာလူနေအိမ်မရှိဘူးဒါကြောင့်အပူမဟာခြံတကားကိုမှီရင်ဖျားစာကိုသာနှုတ်ကနေတို့ရွတ်ဆိုပြီးထုံးဝိုင်ပြန်လာမယ်အချိန်ကိုသာစောင့်မျှော်နေမိတော့တယ်ထုံးဝိုင်တယောက်အိမ်ထဲကိုတလှမ်းချင်းလှမ်းဝင်လာခဲ့တယ်တိမ်လုံးကတိတ်ဆိတ်နေပြီးခင်ယွန်းရဲ့အရေးအယောင်ကိုမမြင်ရဘူးဒါကြောင့်အိမ်ခန်းရှိရာကိုရှောက်ခဲ့မိတယ်အခန်းတကားကိုတွန်းကြည့်လိုက်တော့ခင်ယွန်းရဲ့အဝယ်စားတွေကိုပဲဂရင်ပေါ်မှာတွေ့လိုက်ရတယ်ထုံးဝိုင်ဟာအိမ်ခန်းထဲကိုအတန်မကြောက်အောင်လှမ်းဝင်ခဲ့မိတယ်ရေချိုးခန်းစီကရေချတန်တွေကိုကြားလိုက်ရတယ်ဒါကြောင့်ထုံးဝိုင်ဟာအိယာဘုတ်ကိုလက်ချလိုက်တယ်ထုံးဝိုင်ဟာခင်ယွန်းကိုနောက်ပြောင်ခြင်းတဲ့စိတ်နဲ့စောင့်ကိုခေါင်းမိချုပ်ရင်လူသေးတယ်လို့ငြိမ်သက်နေလိုက်တယ်ခဏကြာတော့ရေချိုးခန်းတွေကရေချတန်ရက်သွားတယ်ခင်ယွန်းကတပင်းရေဆိုးကိုတပတ်ဆောင်နဲ့တုပ်ရင်တစ်ချိန်လေးညှိပြီးရေချိုးခန်းတွေကထွက်လာတယ်ဂရင်ဘောကအရာကိုမြင်တော့ခင်ယွန်းအကြီးကျယ်ထိတ်လန့်သွားပြီးအမလေးဆိုကငယ်တံပေါင်អော်လိုက်မိတယ်
ဒီကထုံးအိမ်ကအိယာဘော်ကနေဘုံကနေထားလိုက်ရင်ကြောက်တက်လိုက်တာခင်ယွန်းရေကိုပါကွာမကြောက်ပါနဲ့ဒီကခင်ယွန်းကရှင်ဘက်ကိုလက်နဲ့အသာဖိရင်လမ်းလိုက်တာကိုထုံးရေအတန်မပေးပါမပေးနဲ့ဆိုကနှုတ်ခမ်းစုပြောလိုက်ပြီးဂရေအနီးကိုရှောက်လာခဲ့တယ်ထုံးအိမ်ဟာထမင်းရင်ရှားနဲ့ခင်ယွန်းကိုစူးစိုက်ကြည့်လိုက်ရင်ခင်ယွန်းကတော့ဘယ်အချိန်ကြည့်ကြည့်လှနေရပဲဒါကြောင့်လေကိုထုံးတို့ဒီကန်းကမခွာနိုင်အောင်ဖြစ်နေရတာဗျထိုကဲ့သို့ပြောဆိုပြီးခင်ယွန်းရဲ့ကိုလေးကိုစွဲပွေးလိုက်တယ်။အိုးကိုထုံးကလေကဲနေပြန်ပြီဒီမှာစပင်ရီဆူကြီးနဲ့ဟာခင်ယွန်းရဲ့မျက်စောင်းထိုးပြောလိုက်တဲ့စကားကြောင့်ထုံးအိုင်ဟာသဘောကျသွားပြီးအဲ့လိုမျက်စောင်းထိုးရလေးကပိုလို့တောင်ချစ်စရာကောင်းသေးပေးမျက်နှာတော့ပေါ်စပင်ရီဆူတွေကိုကိုတုတ်ပေးမယ်ထိုကဲ့သို့ပြောရင်တပတ်ဆောင်ကိုဆွဲယူလိုက်တယ်ခင်ယွန်းဟာထုံးအိုင်ရဲ့ရင်ဝင်ကိုမှီနှွယ်ရင်စပင်အတုတ်ခံနေရကပြောအောင်မယ်ခင်ယွန်းညအိမ်မက်မတ်တယ်သိလားအိမ်မက်ကမကောင်းဘူးကိုထုံးရဲ့အိမ်မက်ထဲမှာကိုထုံးကိုလေခွေးနဲ့ကြီးတွေဝိုင်းဆွဲလို့တဲ့ခင်ယွန်းဖြင့်အိမ်မက်ထဲမှာငိုလိုက်ရတာမောနေရပဲထိုကဲ့သို့ပြောလိုက်တဲ့အခါထုံးအိုင်ကခင်ယွန်းရဲ့ကိုယ်ခန္ဓာကိုလက်ကျန်းကျန်းနဲ့ပုတ်တက်နေရင်းကအိမ်မက်ပဲခင်ယွန်းရဲ့တကယ်မှမဟုတ်တဲ့ဟာဘာလို့ငိုရတာလဲမျက်ရည်တွေတမျောစရာကြီးဒီကခင်ယုံကထုံးရဲ့ရင်ခွင်ထဲကိုပုံမတိုးဝင်လိုက်ရင်ငိုရတာပေါ့ကိုထုံးရဲ့ကိုထုံးကခင်ယုံရဲ့ဘဝပါကိုထုံးကိုလေအရန်လဲတနာတယ်အရန်လဲချစ်တာပဲကိုထုံးမရှိရင်ခင်ယုံမနေတတ်တော့ဘူးရှင်သိရလားဩဒါနဲ့အခုတလောမရှင်းများမွန်ရဲ့တရင်လေဘာမှမကြားပါလားကိုထုံးတို့အဆင်ပြေနေပုံရတယ်နော်ထိုကဲ့သို့ပြောလာတဲ့အခါထုံးအိုင်ဟာမျက်နှာကွက်ခနဲ့ပြတ်သွားမိတယ်ရှင်များမုံကိုအဆုံးစီရင်ခဲ့တဲ့ကိစ္စကအပူမရေမောင်စည်းရေကလွဲပြီးဘယ်သူမှမသိဘူးဒီကိစ္စကိုခင်ယွန်းသိသွားရင်သူ့ပေါ်မှာအထင်မြင်လွယ်သွားနိုင်တယ်ဒါကြောင့်ထုံးအိုင်ဟာခင်ယွန်းကိုဖွင့်မပြောဖို့စိတ်ဆုံးပြတ်ထားလိုက်တယ်ထုံးအိုင်ဟာခင်ယွန်းရဲ့ကိုယ်ခန္ဓာကိုတင်းကျပ်စွာဖထားလိုက်ရင်အစင်ပြေလို့မဟုတ်ဘူးဗျရှင်မြမုံကသူ့မျိုးတွေရှိတဲ့နေကိုခရီးထွက်သွားတယ်ဒါကြောင့်ဘာအတမ်းမှမကြားရတာပေါ့ဒီခါမှာခင်ယုံဟာထုံးရရဲ့ရင်ဝင်ထဲကယုံထွက်လိုက်ရင်ဟင်ခရီးထွက်သွားလားဘယ်လောက်ကြာမှလဲရင်သူမရှိတော့ကိုထုံးစားရေးတောက်ကြီးခတ်နေမှာပေါ့မခတ်ပါဘူးခင်ယုံရဲ့သူရှိတော့ရောဘာလုပ်ပေးလို့လဲအဖိုးမချက်ကျွေးရနဲ့စားနေရတာကိုအဖိုးမကအတက်ငယ်ပြီမဲ့ဟင်းချက်တိတ်ကောင်းတာနော်တစ်ချက်လောက်ခင်ယုံကိုအိမ်မှာထမင်းဖိတ်ကျွေးရမယ်ထုံးရရဲ့စကားကြောင့်ခင်ယုံဟာစိတ်လုံရှားသွားပြီးဟင်ကိုထုံးတကယ်ပြောရလားကိုထုံးရဲ့အိမ်ကိုတိတ်ရောက်ဖို့ချင်တာပဲရှင်မြမွန်ပြန်မလာခင်အိမ်အလဲခေါ်ပါလားယင်ခင်ယုံရဲ့စကားကြောင့်ထုံးရဟာဘာပြောမှမသိအောင်ဖြစ်သွားမိတယ်ခင်ယုံဟာငြိမ်သက်နေတဲ့ထုံးဝိုင်ကိုဆွဲကင်လှုပ်ရမ်းလိုက်ရင်မျက်နှာကြီးကဘာဖြစ်သွားရလဲခင်ယုံကိုအိမ်မခေါ်ချင်လို့လားမဟုတ်ပါဘူးခင်ယုံရဲ့ကိုအလုပ်ကိစ္စကိုတွေးလိုက်မိလို့ပါကဲကိုပြန်ရင်ခင်ယုံမှာတခါလဲလိုက်ခဲ့ဟုတ်ပြီလားထုံးဝိုင်ရဲ့စကားကြောင့်ခင်ယုံကဒါဆိုလဲခင်ယုံအဝေလဲပြီးသွားကြတာပေါ့ထိုကဲ့သို့ပြောလိုက်တဲ့အခါထုံးဝိုင်ဟာခင်ယုံကိုဂရင်မော်ကိုလှည့်ချလိုက်ရင်သွားတာပေါ့မိမရာအခုတော့စကားရက်ပြီးသူ့ခန္ဓာကိုယ်ကြီးကိုခင်ယုံရဲ့ကိုယ်ပေါ်အုံမိုးလိုက်တယ်ထုံးဝိုင်နဲ့ခင်ယုံတို့ရဲ့ကလူကြီးစဲတန်တွေကအခန်းတစ်ခုလုံးဖုံလွှမ်းသွားတော့တယ်တီဆိုတဲ့ကားဟွန်းတီးတန်ကြောင့်အပူမတယောက်လန်သွားမိတယ်အိမ်ရှိကိုပြေးကြည့်လိုက်တော့ထုံးဝိုင်ပြန်လာတာတွေ့လိုက်ရတယ်ဒါကြောင့်ကားနားကိုပြေးသွားရင်တကားဖွင့်ပေးဖို့ပြင်လိုက်တယ်အပူမဟာထုံးဝိုင်နဲ့အတူမိမတယောက်ကိုပါတွေ့လိုက်ရတဲ့အတွက်အံ့ဟောသွားမိတယ်သူမကားတကားဖွင့်ပေးဖို့ပြင်တော့ထုံးဝိုင်ကနေငါဘာသာဖွင့်မယ်အဲ့တဲ့အတွက်အေးဖြော်တာထိုကဲ့သို့လှမ်းပြောရင်ခင်ယုံဘက်ကိုပြေးသွားပြီးကားတကားကိုဖွင့်ပေးလိုက်တယ်ခင်ယုံကထုံးဝိုင်ရဲ့လက်ကိုတွဲခုပြီးအိမ်ထဲကိုဝင်ဖို့ပြင်လိုက်တယ်အပူမဟာသူတို့နှစ်ယောက်ကိုကြောင်ပြီးတော့ရက်ကြည့်နေတယ်
ဟဲ့မတက်ကြီးသေးနေရလားအေးလို့ဖို့ပြောနေရေနေပါဖြစ်နေရလေထိုးဝိုင်ကလှမ်းပြီးတော့ခေါင်းလိုက်တော့မှအပူမဟာသတိဝင်လာပြီးဟုတ်ကဲ့ပါဆရာလေးလုံလိုက်ပါမယ်ထိုကဲ့သို့ပြောရင်အိမ်ထဲကိုပြေးဝင်သွားတယ်အိမ်ထဲကိုရောက်တဲ့အခါခင်ယုံကတိမ်လုံးကိုမျက်လုံးဝှစ်ကြည့်လိုက်ရင်ဟဲအိမ်ကြီးကအကျယ်ကြီးပဲနော်တိမ်လုံးကိုတက်ရက်တန်ရှင်းနေရပဲစန်ဒီယာကြီးကလည်းလှလိုက်တာခင်ယုံအရင်သဘောကျတာပဲထိုးဝိုင်ဟာခင်ယုံရဲ့ခါကိုဖတ်ရင်စန်ဒီယာရှိရာလျှောက်သွားတယ်ခင်ယွန်းကြရင်စန်တရာကြီးကိုအိမ်ဖို့ပေးမယ်လေရှူမလားထိုးဝိုင်ရဲ့အမိကြောင့်ခင်ယွန်းကမျက်စောင်းကိုထိုးလိုက်ရင်အပြောကတော့ကောင်းနေဟိုကပြန်လာမှသူစန်တရာကြီးဘယ်ရောက်သွားလဲလို့မေးဘယ်လိုလုပ်မလဲပြောမဲ့သာပြောရတာခင်ယွန်းကစန်တရာမတီးတတ်ဘူးသူများတီးရပဲနားထောင်တတ်တာဟောဒီစန်တရာကကိုထွန်းတီးရလားခင်ယွန်းကိုတီးပြပါလားယင်ဒီကထိုးဝိုင်ဟာမျက်နှာပြတ်သွားခဲ့ပြီကိုလည်းမတီးတတ်ဘူးခင်ယွန်းရဲ့ဒီစန်တရာကရှင်မြမွန်တီးရလေကိုကဝါလက်ခုတ်တောင်တီးတတ်တဲ့လူသားမဟုတ်ဘူးဆိုကပြောလိုက်တယ်ထုံးဝိုင်တို့နှစ်ယောက်စကားလက်ဆောင်ကြားနေစင်မှာပဲခွန်းကနေအတန်ကြီးကိုကြားလိုက်ရတယ်အပူမဘာတွေကွဲကုန်ပြီလဲနေဟာလေအမြဲတမ်းနမောနမဲနဲ့ထုံးဝိုင်ဟာအပူမကိုလှမ်းကောင်းလိုက်တယ်ထုံးဝိုင်ရဲ့အတန်ကြောင့်အပူမဟာအေးခွက်ကိုကင်ပြီးထွက်လာရင်ဘာကွဲလို့လဲဆရာလေးအပူမအေးဖြောနေရလေဘာမှမခွဲဘူးထိုကဲ့သို့ပြောလိုက်တဲ့အခါထုံးဝိုင်ဟာမျက်မှောင်ကျုံသွားပြီးခွန်းကနေအတန်ကြီးကိုကြားလိုက်ပါတယ်ဒီအိမ်မှာဒိုနှစ်ယောက်ကလွှဲပြီးနေမရှိတာနေမလုပ်လို့ဘယ်သူလုပ်မလဲထိုကဲ့သို့ပြောလိုက်တဲ့အခါအပူမဟာမျက်နှာပြတ်သွားရင်မမလေးဖြစ်မှာပေါ့ကျမဘာမှမလုပ်ဘူးဆိုကဒီတန်တီတိုးနဲ့ပြောလာတယ်အပူမရဲ့စကားကြောင့်ထုံးဝိုင်ဟာအကြီးကျယ်မျက်နှာပြတ်သွားရတယ်ခင်ယုံကလည်းကြောင်ဝမ်းသွားခဲ့ပြီးမမလေးဆိုတာဘသူ့ကိုပြောရလဲဒီမှာကိုထုံးနဲ့အပူမပဲရှိတာမဟုတ်လားဒီကထုံးဝိုင်ဟာအပူမကိုဒေါသတကြီးနဲ့ကြည့်လိုက်ရင်သွားအပေါ်ထက်ကိုတကြည့်ကြောင်နေပါလေခုံလို့ပန်းကိုတိုက်မိရတယ်ဖြစ်မှာပေါ့သွားဆိုကအော်ထိုးလိုက်တယ်အပူမကထုံးဝိုင်ကိုမဝင်မရဲကြည့်လိုက်ပြီးကျမအပေါ်ထက်ကိုမတည့်ရဲဘူးကြောက်တယ်ထိုကဲ့သို့ပြောလိုက်တဲ့အခါထုံးဝိုင်ကငါသွားကြည့်ဆိုရင်ကြည့်လိုက်အပူမနင်တော့နော်ဆိုကချိန်မောင်းလိုက်တယ်ထုံးဝိုင်ရဲ့ဒေါသကိုသိတဲ့အပူမဟာစောတကမတည့်ရဲတော့ပဲအပေါ်ထက်ကိုတက်သွားတော့တယ်အပူမထွက်သွားတဲ့အခါခင်ယုံကကိုထွန်းရဲ့မေးရကိုလည်းဖြေပါအောင်မမလေးဆိုတာဘာတူလဲဆိုကထုံးဝိုင်ကိုစစ်စစ်ကြည့်ရင်မေးလိုက်တယ်မမလေးဆိုတာရှင်မြမုံကိုခေါ်တာထုံးဝိုင်ရဲ့စကားကိုခင်ယုံကနားမလဲဟန်နဲ့ရှင်မြမုံကခရီးထွက်သွားရဲ့ဆိုဘလို့ဖြစ်တာလဲပြီးတော့အပူမကိုကြည့်ရတာတခုခုကိုကြောက်နေတယ်လို့ပဲထိုကဲ့သို့ပြောလိုက်တဲ့အခါထုံးဝိုင်ဟာစိတ်ရှုပ်ထွေးသွားပြီးကဲပါခင်ယွန်းရဲ့ဒါတွေကိုပြောမနေပါနဲ့အပူမကတိတ်ကြက်ပြတာမဟုတ်ဘူးဒီလိုပဲသူပြောချင်ရရှောက်ပြောနေတာခင်ယွန်းတီထားဖို့ကဒီအိမ်ကြီးမှာကိုထွန်းတို့နှစ်ယောက်ရဲ့အပူမရဲ့ကလွဲပြီးဘယ်သူမှမရှိဘူးခင်ယွန်းလွတ်လပ်စွာနေလို့ရတယ်ဟုတ်ပြီလားထုံးဝရဲ့စကားကြောင့်ခင်ယွန်းဟာဘာမှမပြောတော့ပဲနှုတ်ဆက်နေလိုက်မိတယ်ဒီချိန်မှာပဲအပူမဟာပြန်ရောက်လာပြီးအပေါ်ထက်မှာဘာပစ္စည်းမှမကွဲဘူးဆရာလေးကျမအသေးချာကြည့်ခဲ့ပါတယ်ဒီကထုံးဝိုင်ကအပူမကိုစိတ်မရှိစွာနဲ့ကြည့်လိုက်ရင်မကွဲရင်လည်းပြီးရပဲသွားလှုပ်ရှားရှိရလို့ငါမခေါ်ဘဲနဲ့လုံးဝမနာနဲ့ကြားလားထိုကဲ့သို့အောင်ငန်းလိုက်တဲ့အခါအပူမကခေါင်းငိမ်ဖြေလိုက်တယ်ပြီးတော့ခင်ယုံကိုကွက်ကြည့်လုံရင်အနားကထွက်သွားတော့တယ်ဒီကမှထုံးဝိုင်ကခင်ယုံလက်ကိုဆွဲကိုင်လိုက်ရင်ကဲလားကိုတို့အပေါ်ထက်မှာသွားနာကြအောင်ပြီးမှထမင်းစားကြတာပေါ့ထုံးဝိုင်တို့နှစ်ယောက်သားအင်ကြီးရဲ့အပေါ်ထက်ကိုတက်ခဲ့ကြတယ်ထုံးဝိုင်ဟာခင်ယုံကိုတခန်းဝင်တခန်းထွက်လိုက်ပြရင်အိတ်ခန်းထဲကိုရောက်တော့ဟဲပကြီးကားကလည်းအကြီးကြီးပဲဒါရှင်မြမွန်ရဲ့ပုံတူလားရင်လှတယ်နော်ကိုထွန်းခင်ယုံရဲ့အမေကြောင့်ထုံးဝိုင်ဟာ
မျက်နှာမသားမရနဲ့ဟုတ်တယ်ခင်ယောအဲ့ဒါရှင်များမွန်ရဲ့ပုံတူပကြီးကားချက်ကြီးပဲမကြခင်ဒီနေရာမှာခင်ယောရဲ့ပုံတူကားချက်ကြီးရောက်လာလိမ့်မယ်ထိုကဲ့သို့ပြလိုက်တဲ့အခါခင်ယောကမျက်စောင်းကိုထိုးလိုက်ရင်ကိုထုံးတော်သူများအိမ်မက်တွေပေးမနေနဲ့ကိုထုံးတို့ကွာရှင်းကြရင်တော့ဒိန်ကရှင်များမွန်ရဲ့ဘဝပိုင်အိမ်မဲရှောက်မပြောနဲ့ဒီချိန်မှာပဲအပေါ်ထက်ဖျားကန်းကနေဒုံဆိုတဲ့အတန်ကိုကြားလိုက်ရတယ်အပူမဘာတွေရှုပ်နေပြန်ပြီလဲငါလုံးမရော့မယ်ဆိုကရေရိုးလိုက်မိတယ်ပြီးတော့ခြေလမ်းချက်ကြီးနဲ့ထွက်သွားပြီအပူမနင်ဘာလုံးနေရလဲအပူမဟာအပေါ်ကိုကြပြားကြရာနဲ့ပြေးတက်လာရင်ရှင်စရာလေးဘာလို့ပြရမလဲဒီကထွန်းဟာလေကားထိတ်ကနေခါတော့ရက်ကြည့်ရင်နင်ဘာလုံးနေရလဲတတုံးလုံးနဲ့ငါမခေါ်ဘဲနဲ့အပေါ်တက်ကိုဘာတက်လောက်တာလဲနင်တော့ဂျုံမွေနေပြီဆိုကဒေါသတကြီးနဲ့ပြောလိုက်တဲ့အခါအပူမကကြောင်အန်းအမူအရာနဲ့ဆရာလေးတို့စားဖို့ထမင်းပြင်နေရပါအပူမအပေါ်ကိုလုံးဝမလာဘူးဒီကထွန်းဟာအကြီးကျယ်ပေါက်ကွဲသွားခဲ့ပြီဟာဒီအိမ်မှာငါတို့ပဲရှိတာနေမလို့ရင်ဘယ်အာတုဘကလုံးမာလဲကွာထိုကဲ့သို့အောင်ကောင်းလိုက်တဲ့အခါအပူမကဒေတန်တီတိုးနဲ့မမလေး၆တာဖြစ်မှာပေါ့ဆရာကြီးကလည်းဘာအတန်ကြကြကျမနှုတ်တယ်ပဲထင်းနေတယ်စိတ်ညစ်လိုက်တာထုံးဝိုင်ဟာဝါစီရေရိုးနေတဲ့အပူမကိုကြည့်ရင်ငါလုံးမိတော့မယ်နင်တော့သေတော့မယ်ထိုကဲ့သို့ချိန်မောင်းပြီးဆင်းရိုက်ဖို့ပြန်လိုက်တယ်ဒီကခင်ယုံကထုံးဝိုင်ရဲ့လက်ကိုဖမ်းဆွဲလိုက်ရင်တော်ပါတော့ကိုထုံးရဲ့မလုပ်ဘူးလို့ပြောနေရပဲစိတ်လျှော့စမ်းပါကဲအပူမတွားလုံးဆရာရှိရလို့ဆိုကဝင်ပြောလိုက်တယ်ဒီကအပူမကခေါင်းကိုတပြင်းပြင်းကုပ်ရင်မိဖို့ခန်းထဲဝင်သွားတယ်ခင်ယုံကဒေါသထွက်နေတဲ့ထုံးဝိုင်ရဲ့မျက်နှာကိုစစ်ကြည့်လိုက်ပြီးကိုထုံးတို့အိမ်မှာဘာတွေဖြစ်နေရလဲခင်ယုံစရောက်စားကလည်းတခုကြာခွဲတန်လို့အတန်ကြီးကိုကြားခဲ့ရတယ်အကူလဲထူးရိုက်တဲ့အတန်ကိုကြားလိုက်ရတယ်ခင်ယုံတော့နားမလဲတော့ဘူးဒီကထုံးဝိုင်ဟာတပ်ပြင်းကိုဟင်းကနေချလိုက်ပြီးနားမလဲလေမတွေးနဲ့ပေါ့ခင်ယုံရေကိုလည်းဘာမှမပြောတတ်တော့ဘူးကဲအပြင်သွားအောင်ကွာအိမ်ထဲမှာကြာနေရင်အပူမကြောင့်ဒေါသထွက်ပြီးတော့သေလိမ့်မယ်အပြင်မှာပဲတခုစားကြရအောင်ထိုကဲ့သို့ပြောဆိုရင်ခင်ယုံရဲ့လက်ကိုဆွဲထွက်ခဲ့တယ်ခင်ယုံဟာအမူအရာပြက်နေတဲ့ထုံးဝိုင်ကိုကြည့်ရင်စိတ်ထဲဘဝင်မကြဖြစ်နေမိတယ်သူ့ရင်ထဲမှာတော့တန်တရာစုတစ်ချောင်းကမတိမတာကလေးစိုက်ဝင်သွားခဲ့တယ်ထုံးဝိုင်ဟာတနေကုန်တနေကန်ခင်ယုံနဲ့အချိန်ဖြုံးရင်ညနေတော့မှအိမ်ပြန်ရောက်ခဲ့တယ်အိမ်ရောက်တော့အပူမရဲ့ရဲရောက်တော့မမြင်ရဘူးအပူမရဲ့အခန်းကိုသွားကြည့်တော့အိပ်ပျော်နေရတွေ့ရတယ်ဒင်းလောက်ကဒါပဲတနေ့စားလိုက်အိတ်လိုက်ငါ့ကိုပေါက်ကြရတယ်ပြောပြီးစိတ်ရှုံအောင်လုပ်ဖို့ပဲတည်တယ်အိတ်ထောင်မိုးလင်းတော့မှနေကိုမနက်ကကိစ္စကိုရှင်းရမယ်ထုံးဝိုင်ဟာအပူမကိုကျုံသွားလိုက်ပြီးရဲရိုက်နဲ့ခြေလမ်းတွေနဲ့အပေါ်ဓာတ်ကိုတက်ခဲ့တယ်အလွန်ကျွံတောက်ထားတဲ့အရက်ရှင်ကြောင့်ထုံးဝိုင်တယောက်လှေကားတော့မတက်နိုင်တော့ဘူးဒါကြောင့်အပေါ်ကိုလေးဘက်ထောက်ပြီးတက်ခဲ့ရတယ်အိမ်ခန်းရှိကိုရောက်တော့တကားကိုဝုန်းကနေဆောင်းတွန်းပစ်လိုက်တယ်ပိန်ပြမီးအောင်အောက်မှာမြင်လိုက်ရတဲ့အရာကြောင့်ခြေလမ်းတွေတုံသွားရင်ဘာတူလဲကွာငါအခန်းထဲကိုဘယ်ကောင်ရောက်နေရလဲဆိုကရေရိုးလိုက်မိတယ်ဂရင်စုံးမှာတင်မလွဲထိုင်နေတဲ့မိန်းမတယောက်ရဲ့အရေးကြီးထုံးဝိုင်ဟာမျက်လုံးကိုပုတ်တက်ကြည့်လိုက်ရင်မင်းမတူတယ်ဘာလုံးနေရလဲကွာထိုကဲ့သို့ရေရိုးပြီးအခန်းထဲကိုလေးဘက်ထောက်ပြီးဝင်လာခဲ့တယ်ဒီခါမှာအရေးကြီးကသူ့ဘက်ကိုလှည့်ကြည့်လိုက်ရင်ရှင်မြမုံနေမရရှင်မြမုံပဲစုကအတန်အောကြီးနဲ့ပြောလာတယ်ထုံးဝိုင်ဟာလေးဘက်ထောက်နေရကကုံယုံထားလိုက်ပြီးရှင်မြမုံဟုတ်လားမဖြစ်နိုင်တာဂရင်ဆောင်မှထိုင်းနေတဲ့မိမဟာသူ့ကိုဆူဆက်ကြည့်လိုက်ရင်နင်ကိုယ်တိုင်အရှင်လက်လက်မြင်မြုပ်ခဲ့တဲ့နေမရရှင်မြမုံလေမမှတ်မိတော့ဘူးလားဆိုတဲ့အတန်အောကြီးနဲ့ပြောလာပြန်တယ်ထုံးဝိုင်ဟာခေါင်းကိုအတွင်ခိုင်ရမ်းလိုက်ရင်မဟုတ်ဘူးရှင်မြမုံကသိပြီငါကိုယ်တိုင်အခေါင်းကိုတန်ရိုက်ခဲ့တာပဲထိုကဲ့သို့ပြလိုက်တဲ့အခါ၆ကက်ကက်ရေတန်းကြီးထွက်ပေါ်လာပြီးတ
တိတ်ဟုတ်တာပေါ့နေနဲ့မောင်စည်းပေါက်မိငါ့ကိုအရှင်နဲ့လက်မြင်မြုပ်ခဲ့တယ်အခုငါပြန်လာပြီနေတို့လက်စားချေဖို့ငါရောက်လာပြီထိုကဲ့သို့ပြောရင်အရေးကြီးကထုံးအိုင်ရှိရကိုရှောက်လာတယ်ဒီအချိန်မှာပဲရတဲ့တကားဟာဘုံကနေပွင့်သွားတယ်အခန်းထဲကိုလေပြေတွေတိုက်ခတ်လာတယ်အချိန်မဲကြီးရဲ့ဆန်နွယ်ဒီဟာလေထဲမှာလွင့်ပြန်ရင်ထုံးအိုင်ရှိရကိုတပြည့်ပြည့်ချင်းကပ်လာတယ်ထုံးအိုင်ဟာသွေးဦးသွေးတန်းအော်ဟစ်ပြီးအခန်းထဲရန်ကိုကတ်လိုက်တယ်မဟုတ်ဘူးရှင်များမွန်သိပြီသွားငါနားမလာနဲ့မလာနဲ့သွေးဦးသွေးတန်းအော်ဟစ်ရုန်းကန်ရင်အနီးမှာရှိတဲ့ပစ္စည်းတွေနဲ့ပြစ်ပေါက်လိုက်မိတယ်အချိန်မဲကြီးဟာ၆ကတ်တဲ့ရေတံကြီးနဲ့အတူသူ့ရဲ့လက်အစုံကထုံးအိုင်ရဲ့လက်ဘင်းကိုညှစ်ဖို့ကြိုးစားလိုက်တယ်ထုံးအိုင်ဟာအချိန်မဲကြီးကိုအားကုန်စောင့်ကန်လိုက်မိတယ်အရံမိုးလုံးနေတဲ့ထုံးအိုင်ဟာကိုမထိန်နိုင်ပဲစပွဲဆောင်နဲ့အချိန်ပြင်းစွာစောင့်မိသွားခဲ့တယ်ဒီခါအချိန်မဲကြီးစီကရေတံဆိုးကြီးကတခန်းလုံးကိုဖုံးလွှမ်းသွားရတော့တယ်ထုံးအိုင်ဟာခေါင်းထဲကကတ်ခဲတဲ့ဝိညာဉ်ကြောင့်မျက်လုံးမဖွင့်နိုင်အောင်ဖြစ်နေတယ်သူတကိုယ်လုံးတစ်စစ်စစ်နာကျင်ကတ်ခဲနေတယ်ထုံးအိုင်သတိရပြီလားနားထဲမှာတက်တက်ကြားလိုက်ရတဲ့အတန်ကြောင့်မျက်လုံးကိုအာယူဖွင့်ကြည့်လိုက်တယ်သူ့ကိုစိုးရိမ်တကြီးစိုက်ကြည့်နေတဲ့မောင်စီရဲ့မျက်နှာကိုဝိုးတဝါမြင်လိုက်ရတယ်ထုံးအိုင်ဟာလဲနေရကအာယူပြီးထားဖို့ကြိုးစားလိုက်တယ်မထားနဲ့ထုံးအိုင်မင်းကောင်းမှာတန်ရာရထားတယ်မထားနဲ့ဦးမောင်စီရဲ့အတန်ကြောင့်ထုံးအိုင်ဟာခေါင်းကိုဆန်းလိုက်မိရင်ငါဘာဖြစ်သွားလဲဘာဖြစ်လဲဆိုတာမင်းကလွယ်ပြီးဘယ်သူမှမသိဘူးကံကောင်းလို့ပေါ့ငါဒီမနေ့မင်းအိမ်ကိုရောက်တော့မှအိတ်ခမ်းထဲကိုတကားခောက်ပြီးဝင်းလာတော့လဲနေတဲ့မင်းကိုတွေးရတာငါမင်းတိုင်းရကိုဆေးထက်ပေးထားတယ်3-4ရက်လောက်ဆိုရင်တော့တက်တာသွားမှာပါအခုတော့ငြိမ်နေလိုက်အောင်ကွာမောင်စီးရဲ့စကားကြောင့်ထုံးအိုင်ဟာညာကဖြစ်ပျက်ကိုပြန်တွေးမိတယ်ဒါပေမဲ့အားလုံးကိုတွေးမရဖြစ်နေတယ်ငါညာရှင်များမွန်နဲ့တွေးခဲ့တယ်လို့ထင်တယ်အားလုံးကိုငါမမှတ်မိပေမဲ့ငါ့ကိုလက်စားချင်မယ်လို့ပြောသွားတာတော့သိတယ်ဒါပေမဲ့ငါကောင်းကတန်ရဘလို့ရတယ်လဲဆိုတာလုံးဝကိုမမှတ်မိတော့ဘူးကွာဆိုကမောင်ကြီးကိုပြောလိုက်မိတယ်ဒီခါမောင်ကြီးကခေါင်းငိတ်နားထောင်နေရင်ကမင်းကငါပြောတာပဲရှင်များမွန်ရှိနေပါတယ်လို့ငါတို့တောင်ဒီတင်းချိုင်းကိုသွားပြီးအခြေအနေကိုအကဲခတ်ကြည့်ရင်ကောင်းမယ်ထင်တယ်ကွာဖြစ်ပါမလားကွာတော့ကြကိုယ်တည်တွင်ကိုတူးသူလိုဖြစ်နေဦးမယ်ရှင်များမွန်ကိုမြုပ်ခဲ့တဲ့ညားဟာလေသူ့ဘာရသားကြီးရဲ့အရေးကိုမြင်လို့ငါတို့တွေခွေးပြေးဝက်ပြီးခဲ့ရပြီးပြီကွာထုံးအိုင်ရဲ့စကားကြောင့်မောင်ကြီးကဘာပဲဖြစ်ဖြစ်ကွာငါတော့တင်းချိုင်းကိုသွားကြည့်ချင်တယ်မင်းမလိုက်ရရင်နေခဲ့ငါတယောက်ထဲသွားမယ်ဒီကထုံးအိုင်ဟာတပ်ပြင်းကိုချလိုက်မိရင်မင်းတယောက်ထဲတော့ဘယ်ဖြစ်မလဲငါပါလိုက်ခဲ့မယ်ညရောက်တဲ့အခါထုံးအိုင်တို့တယောက်သားတောင်နေတင်းချိုင်းသားကိုချန်ကက်ခဲ့ကြတယ်မောင်ကြီးကအဝေးမှာလှမ်းမြင်နေရတဲ့ဇရက်ပြက်ကြီးကိုလမ်းကြည့်ရင်ဟိုးမှတွေ့လားဇရက်မှာမီးရောက်တော့မမြင်ရဘူးဒီချိန်ဆိုသူ့ဘာရသားကြီးအိမ်မောကျနေလောက်ပြီကွာငါတို့တွေတင်းချိုင်းထဲကိုဝင်ကြမယ်ဆိုကဒီတို့ပြောလာတယ်ထုံးအိုင်နဲ့မောင်ကြီးဟာမြင်းဒီလန်အတိုင်းတင်းချိုင်းထဲကိုရှောက်ဝင်ခဲ့မိတယ်ရှင်များမုံကိုမြင်မြုပ်ခဲ့တဲ့ရောင်မင်းကြီးရဲ့နားကိုရောက်တော့ဟာနန်လိုက်တာကွာဆိုးလိုက်တဲ့အပုံးနှံကြီးအန်ကျင်လိုက်တာဆိုကနှစ်ယောက်သားဗျိုင်းတူရေရိုးလိုက်မိတယ်ရှင်များမုံရဲ့မြေပုံကိုကြည့်လိုက်တော့ခြေရလက်ရမပြတ်ရှိနေတာတွေးလိုက်ရတယ်ထုံးအိုင်ကမြေပုံကိုတူးကြည့်ဖို့ပြင်လိုက်တဲ့အခါမှာမောင်စီးကလုံးနေနေတော့ကွာမြေပုံကဒိုးလုတ်ခဲ့တဲ့အတိုင်းပဲပြီးတော့အပုံးနှံကြီးကအပြင်အောင်လှိုင်ထွက်နေတာအလောင်းကိုတူးကြည့်လို့ကတော့တလားလောက်ထမင်းစားလို့ဝင်မှာမဟုတ်ဘူးပြန်ရအောင်ကွာဒီကထုံးအိမ်ဟာမြေပုံအနီးကိုမျက်လုံးဝှက်ပြီးကြည့်လိုက်ရင်ဟိုးမှာခွေးသေးကောင်ပုတ်ကြီးအနံထွက်တာအဲ့ဒီကဖြစ်မှာပေါ့မြေပုံတူးကြည့်မယ်ကွာထိုကဲ့သို့ပြောနေစမှာပဲဒါကဘာလို့နေကြရလဲဆိုတဲ့အတန်ကြီးကိုကြားလိုက်ရတယ်ထုံးအိမ်တို့နှစ်ယောက်သား
ဗျိုင်လိုလက်ပဲကြည့်လိုက်တော့သူ့ဘာရသာကြီးကိုကြည့်ရင်မှင်သက်သွားပြီးဘာမှမဟုတ်ပါဘူးအပေါ်သွားချင်လို့ဗျဆိုကမောင်ကြီးကပါဇက်တဲရှိရာဖြေလိုက်မိတယ်သူ့ဘာရသာကြီးကသူတို့ကိုအကက်ခတ်တယ်လို့ကြည့်လိုက်ရင်ကိစ္စပြီးရင်ပြန်တော့တင်းချိုင်းထဲကိုအချိန်မတော်ဝင်လာတာလူကောင်းတို့ရဲ့လောက်ရမဟုတ်ဘူးကွာသွားအမြန်ထွက်ကြဆိုကဒေသမမာနဲ့ပြောလာတယ်သူတို့နှစ်ယောက်သားအချင်းနေမှန်မှန်ကိုရိတ်စားမိသွားပြီးသူ့ဘာသာကြီးရဲ့အနာကခက်သက်တို့ထွက်ခဲ့ချတော့တယ်အိမ်ကိုပြန်ရောက်တော့မောင်ကြီးကနောက်ထပ်အကြံတစ်ခုကိုထပ်ပေးလာတယ်ရှင်များမုံကိစ္စကိုငါတို့နက်လစ်ချုံသွားမရင်ကောင်းမေထိုးအိမ်ကမျက်နှာတင်းနဲ့ခေါင်းခရမ်းလိုက်ရင်ဓားတွေကိုငါမယုံဘူးဒီအချိန်မှာငါခေါင်းရှုံနေတယ်မင်းပါဇက်ပိတ်ပြီးငိမ့်နေတာအကောင်းဆုံးပဲငစီထိုကဲ့သို့ပြလိုက်တဲ့အခါငစီကရှုံနာမယုံနာအသာထပြီးမင်းကလည်းငြိမ်ငြိမ်လေးလိုက်ခဲ့ငါမေးစင်ကြည့်ကမယ်ကွာဘာပဲဖြစ်ဖြစ်ငါကတော့ဆက်ရှင်းသွားအောင်တခုကိုလှုပ်ချင်နေမင်းမြန်ကြည့်လို့ရှင်များမဟာမကျွတ်လွတ်တဲ့ဘဝကိုရောက်နေတယ်ဆိုရင်လေဖုန်ကြီးပင့်ပြီးအမျှဝေလိုက်မယ်ကွာဒီတိုင်းနေလို့ကတော့ကြာရင်စိတ်ချောက်ချားတာနဲ့ပဲငါတို့ယူသွားလိမ့်မယ်ကွာထုံးအိုင်ဟာမောင်စည်းရဲ့စကားကြောင့်ငိုင်ကျသွားမိတယ်ရှင်များမုံကလက်စားချေမယ်ဆိုတဲ့အတန်ကြီးကသူ့နားထဲမှာပဲ့တင်ထက်နေတယ်အတန်ကြောင်ငိမ်သက်နေရကလောက်ကွာမင်းကောင်းမဲ့ထင်လောက်တာလို့ဟိုရောက်ရင်မင်းဟာမင်းကြည့်ပြောငါတော့ရှုံလည်းမရှုံဘူးဘာမှလည်းမပြောတတ်ဘူးမင်းပြောတဲ့နတ်လေးချုံကဘာမလဲထုံးရရဲ့စကားကြောင့်မောင်စည်းဟာအားတက်တရောဒေသနဲ့မျိုးစုံပါကွာအဲ့ဒီနတ်လေးချုံကတိတ်မှန်တာနော်တေပြီးရဲ့လူကိုဘယ်ဘဝရောက်နေတယ်ဆိုတာတန်းပြောနိုင်တယ်ပြီးတော့တေပြီးသူရဲ့အိမ်သားဗန်နှစ်ယောက်ကြံခဲ့တယ်ဘာပစ္စည်းတွေသူ့မှာရှိခဲ့တယ်ဆိုတာလေတဲ့ပြောနိုင်တယ်တေဆုံးသူရဲ့မြုပ်တဲ့တင်းချိုင်းအမိရဲ့တေတဲ့နေ့ရဲ့ပြောလိုက်ရုံပဲကွာဒီကထုံးအိမ်ဟာမျက်မှောင်ကျုံသွားရင်ရှင်များမုံဟာငါတို့ကြောင့်တေးနေတာပဲတော့ကြညောင်မြစ်တူးရင်ပုတ်တင်ကိုပေါ်ကုန်မယ်ကြည့်လို့ပါအောင်ကွာစုကတတိပေးစကားပြောလိုက်တဲ့အခါမောင်ကြီးကဒါရီမပူနဲ့ငါဘာသာကြည့်ပြောမယ်ဟောပြောရင်းနဲ့မိုးတော်နေတော့မယ်မိုးလင်းရနေသွားချမယ်ကွာမင်းလည်းမိန်နေတော့သူတို့နှစ်ယောက်သားဗရင်ပေါက်ကိုငေးကြည့်ရင်ရောင်လီလာမဲ့ချိန်ကိုစောင့်စားနေမိတယ်မိုးစစ်စစ်လင်းတဲ့အခါထုံးဝရဲ့ကားနဲ့ပဲမျိုးစုံကိုထွက်ခဲ့ကြတယ်မျိုးစုံရှိခြံဝင်းတစ်ခုအရှိကိုရောက်တော့မောင်စည်းကကားကိုရခိုင်းလိုက်ရင်အဲ့ဒါနက်လစ်ချုံမေးတဲ့အဖွားကြီးအိမ်မေအထဲကိုဝင်ရအောင်ထိုကဲ့သို့ပြောပြီးကားပေါ်ကနေဆင်းလိုက်တယ်နှစ်ယောက်သားစေထားတဲ့ခြံတကားကိုတုံးဖွင့်ပြီးဝင်ခဲ့မိတယ်အိမ်ရှိရောက်တော့ဖျားရှိကိုကျင်းစီထုတံကိုကြားလိုက်ရတယ်မောင်စည်းဟာထိုးအိမ်ကိုအိမ်ထဲကိုခေါ်သွားပြီးထိုင်ခုံမှဝင်ထိုင်ခိုင်းလိုက်တယ်အဖွားကြီးကအမျှဝေပြီးတဲ့ချိန်မှာတော့ထိုးအိမ်တို့ကိုမြင်တွေ့သွားပြီးစောစောစီစီဧည့်သည်ရောက်နေပါလားပြောဘာအကူအညီပေးရမလဲဒီခါမောင်စည်းကအဖွားကြီးရဲ့အနီးကိုတိုးကပ်ထိုင်လိုက်ရင်ကျွန်တော်ညီမလေးအကြောင်းသိချင်လို့ပါအဖွားညီမလေးကဆုံးသွားတာရှက်ပိုင်းပဲရှိပါသေးတယ်ထိုကဲ့သို့အဆရှိပြီးတေဆုံးပုံတေဆုံးတဲ့နေ့တွေကိုလွှတ်ပြောလိုက်တယ်အဖွားကြီးကမျက်လုံးအစုံကိုမှိတ်အာယုံပြုတ်လိုက်ရင်အတန်ကြာတဲ့အခါခေါင်းကိုခံရမ်းလိုက်ရင်တောင်ဒီတင်ကြိုက်မှာတော့ရှင်များမုံဆိုတာကိုမတွေ့ရဘူးမင်းတို့တွေတခုလွဲနေပြီထင်တယ်အဖွားကြီးရဲ့စကားကြောင့်မောင်စည်းဟာမျက်လုံးပြူးသွားခဲ့ပြီးတေချာကြည့်ပေးပါအဖွားရဲ့ကျွန်တော်ညီမလေးကိုတောင်ဒီတင်ကြိုက်မှာမြုပ်ခဲ့တာပါအဖွားလွဲနေပြီထင်တယ်မောင်စည်းရဲ့ပြောကြောင့်အဖွားဦးဟာမျက်နှာတင်းမာသွားပြီးစက္ကနဲ့ထားရလိုက်ရင်ငါနာမည်ဒေါ်စားဒီအလုပ်လှုပ်ရှားလာတာနှစ်ပေါင်း20ရှိပြီလူကိုမယုံခြင်းနေပညာကိုမစော်ကားနဲ့လုံးဝလက်မခံဘူးမင်းတို့ကိုချက်ချင်းငါ့အိမ်ကနေလက်ပြန်ပြီးတော့စုကတကားဝါကိုလက်ညှိုးထုတ်ပြီးပြောလိုက်တယ်မောင်စည်းနဲ့ထုံးအိမ်ဟာအဖွားဝရဲ့မောင်ထုံးမှုကြောင့်အိမ်ထဲကလှည့်ပြန်ခဲ့ရတယ်လမ်းရောက်တဲ့အခါမောင်စည်းကခေါင်းကိုကုတ်လိုက်ရင်
အဖွားကြီးကကွာတက်တက်မှန်မှန်းထောင်းနေတယ်ငါတို့တော့လမ်းပြောက်ပါပြီဆိုကညင်ညူလိုက်မိတယ်ဒီကထွန်းအိမ်ဟာကားမောင်းနေရင်မောင်ကြီးကိုလက်ကြည့်ပြီးငါထင်သားပဲဒေါ်စာကိုကြည့်ရတာဒီအလုံးမှာကျွမ်းကျင်ပုံရတယ်ကွာမင်းကတေဆုံးပုံတွေမตาချတဲ့နေ့တွေကိုတလွဲလျှောက်ပြောတာဟုတ်ဒီတော့သူ့အာရုံထဲမှာဘယ်တွေ့မလဲကွာအချိန်ကုန်တာပဲအဖက်တင်နေဒီကမောင်ကြီးဟာသူ့ပြည့်နဲ့သူမှုဘာစကားမှမပြောမယ်ငြိမ်ပြီးတော့လိုက်ပါလာခဲ့တယ်နေဝင်ဒီရောချိန်ထုံးအိမ်ဟာအရက်ကိုမိုးအောင်တောင်းရင်အိမ်ပြန်လာမိတယ်ကားကိုအိမ်ရှိမှထိုးရလိုက်ရင်တရီးတရံခြေလန်းနဲ့အိမ်ထဲကိုဝင်ခဲ့မိတယ်အပူမဟေးအပူမကိုအခေါ်လိုက်ပြီမဲ့အရေးရောင်တော့မမြင်ရဘူးဒါကြောင့်ထုံးအိမ်ဟာမကြင်မနဲ့အော်ဟစ်ဆက်ဆိုရင်အင်ကြီးရဲ့အပေါ်တက်လေကားထိပ်ကိုရောက်တော့ဟင်မင်းရှင်မြမော်စပင်ဖေဖေရဲ့မျက်လုံးပြူးပြူးကြီးနဲ့စိုက်ကြည့်နေတဲ့ရှင်မြမော်မြင်မြုပ်တဲ့ညာကအစိမ်းရောင်ဝတ်စုံနဲ့ရှင်မြမော်ထုံးအိမ်ရဲ့အမြင်အာရုံမှာရှင်မြမော်ရဲ့ပုံရိပ်ကမပီကိုတဝါဖြစ်နေတယ်ဒါကြောင့်ထုံးအိမ်ဟာမျက်လုံးကိုပုတ်တက်ကြည့်လိုက်ရင်မကောင်းဆိုးဝါးမှာမလာနဲ့ငါးစီမလာနဲ့ဆိုကကြောင်ကနန်းအော်ဟစ်လိုက်တယ်အပိုးမတယောက်သူ့ကိုကြည့်ရင်အော်ဟစ်နေတဲ့ထုံးအိမ်ကိုနားမလည်နိုင်အောင်ဖြစ်သွားခဲ့ပြီဆရာလေးဘာဒီအော်နေရလဲအပိုးမလေးအပေါ်မှာတန်ရှင်းလုံးနေရင်ဆရာလေးခေါ်တန်ကြလို့ပြေးလာတာဆရာလေးသတိထားလေထိုကဲ့သို့ပြောဆိုရင်ထုံးအိမ်ရှိရာကိုလျှောက်လာခဲ့မိတယ်ထုံးအိမ်ရဲ့အမြင်အာရုံမှာတော့အပိုးမကိုရှင်မြမွန်နဲ့မှားယွင်းမြင်နေချတယ်ဒါကြောင့်ထုံးအိမ်ဟာမျက်လုံးပြူးကြီးနဲ့မလာနဲ့လို့ပြောနေသည်မကောင်းဆိုးရမှာနင်းကိုအသေးတတ်မယ်ကွာထိုကဲ့သို့ကြုံရပြီးအနီးမှရှိတဲ့မီးအုပ်ဆောင်ကိုလှမ်းဆွဲလိုက်တယ်ပြီးတော့မီးအုပ်ဆောင်နဲ့အပူမကိုဆင့်ကရိုက်ချလိုက်တယ်အပူမဟာအားကနေအော်ဟစ်တန်တဲ့အတူသွေးရိုင်နဲ့လဲသွားရှာတယ်ဟာတေးစံငါ့ကိုနှောက်ယှက်နေတယ်မကောင်းဆိုးရမှာဘာတက်နိုင်သေးလဲထုံးအိုင်ဟာသွေးရိုင်နဲ့မှလဲနေတဲ့အပူမကိုကြည့်ရင်အယူပေါ်မှာအော်ဟစ်ရှင်မောလိုက်တယ်ဒီချိန်မှာပဲမောင်စည်းရောက်လာပြီးဟင်အပူမဟာထုံးအိုင်မင်းအပူမကိုဘာလို့လိုက်တာလဲကွာဆိုကအထိတ်တလန့်ရေဦးလိုက်မိတယ်ပြီးတော့ထုံးအိုင်ကိုဒေါသတကြီးနဲ့ကြည့်လိုက်ရင်လက်သီးနဲ့ထိုးလိုက်တယ်ဘာလို့တာလဲဟိကောင်ငါ့ကိုမထိုးနဲ့ငါလုံးမိတော့မယ်ဟာကွာထုံးအိုင်ဟာအရဲအရှိန်ကြောင့်မောင်စည်းရဲ့ထိုးနှက်ချက်ကိုမရှောင်နိုင်ပဲရှိနေတယ်လူမဆန်တဲ့ကောင်မင်းဘာဖြစ်နေပြီလဲမင်းကိုမင်းရောသိရလားမင်းဟာလူသက်သမားလုံးဖြစ်နေပြီကွာမောင်စည်းဟာထုံးအိုင်ရဲ့အင်ဂျီစာကိုစောင့်ဆွဲပြီးပြောလိုက်တယ်ဒီခါမှထုံးအိုင်ဟာတတိပြန်ဝင်လာပြီးသွေးရိုင်ထဲမှာလဲနေတယ်အပူမကိုကြည့်ရင်ဟာအပူမငါဆိုကကြောင်ကတန်းနဲ့အော်ရေးလိုက်မိတယ်ငစီငါဘာလုပ်ရမလဲအပူမသိပြီထင်တယ်ကွာလောက်ပါအောင်ငစီရထုံးအိုင်ဟာထောက်ချားမှုကြီးစွာနဲ့မောင်စည်းကိုအာကိုတကြီးအကူအညီတောင်းလိုက်မိတယ်မောင်စည်းကစိတ်မတက်မတာဟန်နဲ့တပ်ပြင်းကိုချလိုက်ရင်မင်းစိတ်မှာမှန်သေးရဲ့လားထုံးအိုင်ဟင်အခုအပူမသိပြီကွာတို့ဘာလုပ်ကြမလဲထိုကဲ့သို့မိလိုက်တဲ့အခါထုံးအိုင်ကဒီကိစ္စကိုဘယ်သူမှမပြောနဲ့နော်ငါအပူမရဲ့အလောင်းကိုခြံနောက်ဘက်မှာပဲမြုပ်လိုက်မယ်နော်ဟိကောင်လောက်ကွာလောက်မင်းကတော့ပြဿနာပဲရှင်လေးတဲ့ထုံးအိုင်ရာမောင်စည်းရဲ့ညီယူစကားအဆုံးမှာတော့နှစ်ယောက်သားအလောင်းကိုအစားဖြတ်ဖို့ပြင်လိုက်ကြတယ်ဒီချိန်မှာပဲနှစ်ယောက်သားသွေးပြက်ဖွယ်အဖြစ်တစ်ခုနဲ့ကြုံလိုက်ရတယ်ဘယ်ကထွက်လာမှမသိတဲ့ရှင်မောတန်ကြီးတစ်ခုကျေလောင်စွာနဲ့ထွက်ပေါ်လာခဲ့တယ်ခင်ယွန်းရေဟေးခင်ယွန်းအင်ရှိစီကခေါ်တဲ့တန်ကြောင့်ဟင်းချက်နေရရက်လိုက်ပြီးပြေးထွက်လာခဲ့တယ်အင်ရှိကိုရောက်တော့တကားဝမှာရက်နေတဲ့မောင်စည်းကိုတွေ့လိုက်ရတယ်ခင်ယွန်းဟာတန်တကားကိုဖွင့်ပေးလိုက်ရင်ဆိုင်းမစင်ဘုံမစင်ပါလားကိုမောင်ကြီးရဲ့ဟင်အရန်တန်းကလည်းတိုင်းနေရပဲနေခင်းဘက်ကြီးတော့တောက်ထားတယ်ပေါ့လာအိမ်ထဲကိုမောင်စည်းဟာရည်ရည်တရံခြေလန်းနဲ့အိမ်ထဲကိုလှမ်းဝင်ရင်ဟိုကောင်ကြီးရှိလား
ငါသူ့ကိုလိုက်ရှာနေရဟာထိုကဲ့သို့မိလိုက်တဲ့အခါခင်ယုံကတကားကိုပြန်ဆေးလိုက်ရင်ဒီနေ့လာမယ်လို့တော့ပြောတာပဲကိုမောင်စီစောင့်ရင်စောင့်လေဒီခါမောင်ကြီးကခုံလို့တစ်ခုမှဝင်ထိုင်လိုက်ရင်အေးရေတိုက်ဆန်းမှာဟာရှင်ပူလို့အရက်တောက်ပါတယ်အရက်တောက်လိုက်မှပို့ပြီးတော့ပူလာတယ်ဟာဆိုကအာလေးတန်ကြီးနဲ့ပြောလာတယ်ဒီခါခင်ယုံကရေတစ်ခွက်ကိုယူပေးလိုက်ပြီးဘာတွေများရှင်ပူနေရလဲကိုမောင်ကြီးရဲ့ရှင်းတငယ်ချင်းကိုကြည့်ရတာအခုတော့တမျိုးပဲရှင်တို့ဘာဖြစ်နေကြရလဲပြောပါဦးထိုကဲ့သို့မိလိုက်တဲ့အခါမောင်ကြီးကရေကိုမောတောက်လိုက်ရင်စိတ်ညစ်စရာမဟုတ်ဘူးဟာစိတ်ချောက်ချားစရာတွေကြုံနေရတာဟိုကောင်မကိုမြေမြုပ်ပြီးကြရကောင်းကောင်းလည်းမအိပ်နိုင်ဘူးကောင်းကောင်းလည်းမစားဘူးကိုယ့်ရိတ်ကိုပြန်မြင်တော့လမ်းနေရတယ်ဟာဒါကြောင့်အရှက်ပဲဖိတောက်နေတာဆိုကသူပြောချင်းရကိုစွတ်ရပြောချလိုက်တယ်ခင်ယုံတယောက်ထိတ်လက်တုန်ထုတ်သွားခဲ့ပြီးဘယ်ကောင်မကိုမြေမြုပ်တာလဲရှင်တို့ဘာကြီးလုံးနေကြလဲကိုမောင်စီဆိုကနားမလဲစွာနဲ့မေးလိုက်မိတယ်ဒီခါမောင်ကြီးကရဲကြဲကြဲအမှုရာနဲ့နေငါ့ကိုနောင်းနေရလားခင်ယုံဘယ်ကောင်မရှိရမှာလဲရှင်များမို့မို့တင်းသိပြီးကြရငါတို့ကောင်းကောင်းမနေရဘူးထုံးဝိုင်းခမအလုပ်ပြက်အစာပြက်နဲ့လူလည်းပိန်ချုံနေပြီထိုကဲ့သို့ပြောရင်းနဲ့ခုံမော်ကိုလှဲအိတ်ချလိုက်တယ်ဒီကခင်ယုံဟာအကြီးကျယ်တုံ့လှုပ်သွားမိရင်ဘာရှင်များမို့မြေမြုပ်ပြစ်လိုက်တယ်ဟုတ်လားဖះဗျာဘာတွေဖြစ်ကုန်ပြီလဲရှင်တို့ဘာတွေလုံးနေရလဲဆိုကအော်ဟဲလိုက်မိတယ်မောင်ကြီးကတော့ခုံပေါ်မှာဆက်ဆံကြီးလက်ရင်တခုခုနဲ့အိပ်ပျော်သွားတော့တယ်ဒီချိန်မှာပဲကားတို့ရဲ့တန်ကိုကြားလိုက်ရတယ်ထွိုင်းဟာစေထားတဲ့တကားကိုအသာတုံးဝင်ရင်အိမ်ထဲကိုလန့်ဝင်ခဲ့မိတယ်အဲခန်းထဲကိုရောက်တော့အိပ်ပျော်နေတဲ့မောင်ကြီးကိုမြင်သွားခဲ့ပြီးဟာဒီကောင်ကဒီရောက်နေရကိုငါစည်းရောက်နေရကြာပြီလားခင်ယုံထိုကဲ့သို့မေးရင်ခင်ယုံဘက်ကိုလက်ကြည့်လိုက်မိတယ်ထွိုင်းဟာတောင်းတောင်းကြီးရက်နေတဲ့ခင်ယုံရှိရာကိုရှောက်လိုက်ရင်ဟောဗျာဒါစိတ်ကောက်နေရလားတောင်းမှန်ပါလေခင်ယုံရဲ့ပုံတယ်တွေနဲ့အလုပ်ကိစ္စပြောရင်ကြာသွားတာကွာကဲကိုရောက်လာပြီပဲစိတ်မဆိုးနဲ့နော်ခင်ယုံထိုကဲ့သို့ပြောပြီးခင်ယုံရဲ့ကိုယ်ကိုတိုင်းဖက်ဖို့ပြင်လိုက်တယ်ဒီကခင်ယုံဟာထိုးဝိုင်းရဲ့လက်ကိုတွန်းဖက်လိုက်ရင်မျက်နှာကိုစစ်စစ်ကြည့်လိုက်ပြီးရှင်ဟာလူသက်သမားပဲကိုထွန်းဟာလူသက်သမားတို့ရဲ့တွားရလန်းဟာအကျဉ်းထောင်ပဲကျမဂက်ကိုအကြောင်းကြားရလိမ့်မယ်ဆိုကနာကြီးစွာနဲ့ပြောလိုက်မိတယ်ထွန်းဝိုင်းဟာခင်ယုံရဲ့စကားကြောင့်နားမလည်နိုင်စွာဖြစ်သွားခဲ့ရင်မင်းဘာပြောနေရလဲကိုကဘာလို့မိလို့လဲဆိုကမျက်နှာသိနဲ့မေးလိုက်မိတယ်ဒီကခင်ယုံကဟားတိုက်ရင်မောလိုက်ရင်ဘာလုံးမိလို့လဲဟုတ်လားရှင်များမုံကိုရှင်တတ်ခဲ့တယ်အဲ့ဒီအတွက်ရှင်ကြိုးစင်တက်ရလိမ့်မယ်ထုံးဝိုင်ဟာခြောက်ချားသွားမိရင်မဟုတ်ဘူးခင်ယုံသူ့ကိုမတတ်ဘူးကံကြမ္မာသူ့ကိုဖန်တီးလိုက်တာကိုပြောတော့ယုံပါဆိုကအော်ဟိပြောလိုက်တဲ့အခါခင်ယုံကရှင်မငင်းနဲ့ကိုထွန်းအိုင်ရှင့်တငယ်ချင်းအားလုံးပြောပြီးပြီရှင့်ကိုတနာစရာတရဝါလို့ထင်ခဲ့တာတိတ်မှားသွားပြီရှင့်ဟာမိန်းမတယောက်ကိုလူမသိသူမသိတတ်ခဲ့တဲ့လူသက်သမားပဲရှင့်ကိုတက်ယွန်နေရှင့်ကိုကျမခွင့်မလို့ဘူးဆိုကပြန်ော်လိုက်မိတယ်ခင်ယုံရဲ့စကားကြောင့်ထုံးအိမ်ဟာမျက်နှာတင်းမာသွားရင်ငါလူသက်သမားမဟုတ်ဘူးရှင်များမုံကိုငါမတတ်ဘူးသူဟာသူမတော်တဆသေသွားတာငါမတတ်ဘူးငါလူသက်သမားမဟုတ်ဘူးကွာဆိုကဒေါသတကြီးနဲ့အော်ဟစ်လိုက်တယ်ကျမဂတ်ကိုအကြောင်းကြားရလိမ့်မယ်ကိုထွန်းအိုင်ရှင့်ရဲ့မိုင်မြတ်မှုကိုဝန်ခံလိုက်ပါခင်ယုံဟာထွန်းအိုင်ရဲ့မျက်နှာကိုစစ်စစ်ကြည့်ပြီးပြောလိုက်တယ်ပြီးတော့အိမ်ပြင်ကိုထွက်ဖို့ပြင်လိုက်တဲ့အခါထွန်းအိုင်ကလက်ကိုလှမ်းဆွဲလိုက်ရင်မင်းမသွားဘူးမင်းဟာငါတိတ်ချရတဲ့မိန်းမမင်းကိုခွက်ပြီးငါဘယ်နေရာမှမသွားနိုင်ဘူးမလုပ်ပါနဲ့ခင်ယွန်းရဲ့ကိုမင်းကိုတိတ်ချစ်တာလေအခုဆိုကိုတို့ပေါ်ပေါ်ထင်းထင်းနေလို့ရပြီမင်းဝမ်းမတောက်ဘူးလားယင်ဆိုကသွေးတန်းနဲ့ပြောလာတယ်ဒီကခင်ယုံက
ထိုးဝိုင်းကိုရောရှာမုံတီးစွာကြည့်လိုက်ရင်ဝမ်းသာရမယ်ဟုတ်လားဘာဝမ်းသာမှလဲလူသက်သမားတစ်ယောက်နဲ့အတူနေရတဲ့ဘဝကစိတ်ချမ်းသာတရားဘာရှိလဲရှင်များမုံကိုတောင်ရှင်လုံးကြံသေးတာပဲကျမကိုရောမတတ်ဘူးလို့ပြောနိုင်မတဲ့လားရှင်များမုံကိုတတ်ခဲ့တဲ့အတွက်ဥပဒေရဲ့အပြစ်ဒဏ်ကိုရှင်ခံရလိမ့်မယ်ထိုကဲ့သို့ပြောလိုက်တဲ့အခါထုံးဝိုင်ကမျက်နှာကြီးနေရဲသွားခဲ့ပြီးမခံဘူးလုံးဝမခံဘူးခင်ယွန်မင်းဟာငါတက်ချစ်တဲ့မိန်းမပဲအချစ်ချင်းအမျက်ကြီးတတ်တယ်နော်မင်းဟာငါဘက်မှာပဲရှိရမယ်ငါကိုကြိုးစင်တက်ရအောင်မလုပ်ပါနဲ့ခင်ယွန်းရေနော်ထိုကတ်တို့ရေဝင်ရင်ခင်ယွန်းကိုဖယံနန်းရှိတ်ဖို့ကြိုးစားလိုက်တယ်ဒီကခင်ယွန်းကထိုးရဲ့ခန္ဓာကိုယ်ကြီးကိုစောင့်တွန်းပစ်လိုက်တယ်ပြီးတော့အိမ်ပြင်ဘက်ကိုကမူးရှုလို့နဲ့ပြေးထွက်သွားလိမ့်တယ်ထိုးဟာအကြီးကျယ်တုန်လှုပ်သွားခဲ့ပြီးခင်ယွန်းမင်းမသွားရဘူးမသွားရဘူးထိုးအိမ်တယောက်သွေးဦးသွေးတန်းအော်ဟစ်ရင်းနဲ့ခင်ယွန်းရဲ့အနောက်ကိုပြေးလိုက်ခဲ့တယ်ခင်ယွန်းတယောက်အသေးအံပြေးထွက်ရင်လူချေပြတ်တဲ့နေရာတစ်ခုကိုရောက်သွားတယ်ထိုးအိမ်ဟာခြေလမ်းကျဲကြီးနဲ့ခင်ယွန်းအနောက်ကိုပြေးလိုက်ရင်မင်းမှားမယ်နော်ခင်ယွန်းမင်းမတိုင်ရဘူးငါမင်းကိုခွင့်လို့မှမဟုတ်ဘူးနော်ဆိုကတို့ပြောဆိုရင်အနောက်ကလိုက်တယ်ခင်ယွန်းဟာမရမနာပြေးခဲ့ရတဲ့အချိန်ကြောင့်ခြေကုံလက်ပန်းကျလာမိတယ်ဒီချိန်မှာပဲအုတ်ခဲတစ်လုံးနဲ့ခလုတ်တိုက်မိပြီးဝမ်းလေးရမှောက်လဲသွားတယ်ထုံးအိုင်ဟာခင်ယွန်းရဲ့ခြေထောက်ကိုလမ်းဆွဲလိုက်ရင်မင်းမသွားရဘူးမသွားရဘူးငါ့ကိုစိတ်တူအောင်မလုပ်နဲ့ဒီကခင်ယွန်းဟာထုံးအိုင်ရဲ့လက်ကနေဆောင်းယုံထွက်လိုက်ရင်လူသက်သမားကြီးလှုပ်ငါ့ကိုလှုပ်နင်းလိုလူသက်သမားကိုလင်းမတော်နိုင်ဘူးလှုပ်စမ်းဆိုကအားကုန်ရုန်းကန်ပြီးအော်ဟစ်လိုက်မိတယ်ထုံးအိုင်ဟာခင်ယွန်းရဲ့တကိုယ်လုံးကိုတင်းကျပ်စွာချုံနှောင်ထားလိုက်တယ်ခင်ယွန်းဟာထုံးအိုင်ရဲ့လက်မှာရုန်းကန်အော်ဟစ်ရင်းမျက်ရည်ဖြင့်ပြန်ကျလာရတယ်ထုံးအိုင်ဟာခင်ယွန်းရဲ့မျက်နှာနားကိုအနီးကပ်စိုက်ကြည့်လိုက်ရင်ဒီမဲ့ခင်ယွန်းထုံးအိုင်ဆိုတဲ့ကောင်ကအတ္တသိကြီးတယ်ဆိုတာမင်းမသိဘူးငါ့ကိုကြိုးစင်တင်ဖို့ကြိုးစားရင်မင်းကိုငါတေလန်းပို့ပစ်လိုက်မယ်မင်းစကားကိုပြန်ပြစ်လိုက်စမ်းဆိုကလဲမျိုးကိုလက်နဲ့ညှစ်ပြီးမေးလိုက်မိတယ်မပြင်ဘူးလုံးဝကိုမပြင်ဘူးနင်းကိုပလိတ်လက်ကိုအပ်မယ်ငါကိုယ်တိုင်အပ်မယ်ခင်ယွန်းရဲ့စကားကြောင့်ထိုးအိုင်ဟာဒေါသတကြီးအမူအရာနဲ့ကောင်းမအလိုလိုက်လို့အမိုက်စော်ကားတယ်သေပြီတော့ကွာထိုကဲ့သို့ကြုံဝလိုက်တယ်ပြီးတော့ခင်ယွန်းရဲ့လက်မျိုးကိုသူ့လက်ကျန်းကြီးနဲ့အားကုန်ဖိညင်ချလိုက်တယ်ခင်ယွန်းဟာထိုးအိုင်ရဲ့လက်မှာအော်ဟစ်ရုန်းကန်ရင်အသက်ရှူကျလာတယ်လို့ခံစားလိုက်ရတယ်ဒီချိန်မှာပဲအုတ်ခဲချိုးတစ်ခုကိုစမ်းမိပြီးထိုးအိုင်ရဲ့ခေါင်းကိုအားကုန်ထူးချလိုက်တယ်ထိုးအိုင်ဟာအနောက်ကိုလန်ကျသွားပြီးနှစ်ဖူးကနေသွေးကိုစီးကျလာတယ်ခင်ယွန်းဟာအခွင့်အရေးကိုလက်လုံးမခံပဲထိုးအိုင်ရဲ့အနားကနေထပြေးလေတော့တယ်ထိုးအိုင်တယောက်ဒေါသကြီးကျယ်ထွက်သွားတယ်နှစ်ဖူးကိုလက်နဲ့အုပ်ရင်ခင်ယွန်းရဲ့အနောက်ကိုအညှိုးကြီးစွာနဲ့ဆက်လိုက်ခဲ့တယ်ထိုးအိုင်ဟာမျက်ခြေမပြတ်လိုက်ရင်တောင်နီတင်ရိုင်းထဲကိုရှောင်မမသိရောက်သွားတယ်ခင်ယွန်းရဲ့အစာအနာကလုံးဝကိုရှာလို့မရဘူးထိုးအိုင်ဟာသွေးဦးသွေးတန်းအမူအရာနဲ့တင်ရိုင်းထဲကိုလှက်ပတ်ကြည့်ရှုရင်ခင်ယွန်းကိုရှာဖွေမိတယ်ဒီချိန်မှာပဲလေပြင်းတွေဟာဒလက်ဆက်တိုက်ခတ်လာတယ်လေပြင်းတန်ကြောင့်အပင်တွေအကိုင်းခတ်တွေဟာအချင်းချင်းရိုက်ခတ်သွားတယ်ထိုးအိုင်ဟာတင်ရိုင်းထဲမှာအယူတယောက်လိုပြေးလွှားနေရင်ခင်ယွန်းမင်းပတ်မလဲထွက်ခဲ့စမ်းဆိုကအော်ဟစ်လိုက်တယ်ပြင်းထန်တဲ့လေပြင်းနဲ့အတူသဲတွေပါပါလာခဲ့တယ်ထိုးအိုင်ဟာလေနဲ့အတူလွတ်မှလာတဲ့သဲမှုန်တွေကြောင့်မျက်လုံးတွေကျိတ်ဆက်လာတယ်ဒီအချိန်မှာပဲတစ်ကိုင်းရိုက်တန်နေတဲ့အတူရေမောတန်ကြီးတစ်ခုကိုကြားလိုက်ရတယ်ခြောက်ချားပွဲအတန်ဆိုးကြီးကြောင့်ထိုးအိုင်တယောက်အတန်ကြားရကိုလှက်ပဲကြည့်ရှုမိတယ်တိုးပေမဲ့လုံးဝမတွေ့ရဘူးရဲတန်ကြီးကတော့အဆက်မပြတ်ကြားနေရတယ်ဒီအချိန်မှာပဲထိုးအိုင်ဟာအုတ်ကူပြက်တွေကြားကအရှိတစ်ခုကိုဖြတ်ခနဲ့မြင်လိုက်ရတယ်လေထဲမှာလွင့်ပြန်နေတဲ့သပင်အရှိကြီးနဲ့မိန်းမတယောက်ရဲ့ပုံရိပ်ထိုးအိုင်ဟာလက်သီးကိုကြစ်ကြစ်ပါအောင်ဆုပ်ကင်လိုက်ရင်ကောင်းမ
ငါ့ကိုကျိုးစင်တက်ခိုင်းတဲ့ကောက်မဒီညကနင်းရဲ့သေရင်းတူးတဲ့ညပဲနင်းကိုတတ်မယ်ထိုကဲ့သို့ကြုံရပြီးအုတ်ကူပြက်တွေကြားကိုပြေးဝင်သွားတော့တယ်၆ကက်ကက်ရေမောတန်ကြီးကထပ်မံထွက်ပေါ်လာပြန်တယ်ထွန်းအိုင်ဟာအုတ်ကူအပြက်တွေရဲ့အနားကိုရောက်သွားတဲ့အခါမိမအရေးကြီးကသူ့ကိုကြောပေးရက်နေတာတွေ့လိုက်ရတယ်ဒီအချိန်မှာပဲသူ့ဘက်ကိုစက်ခနဲ့လှည့်လာပြီးဒီညသေရင်းတူးရမှာနေမဲထွန်းအိုင်နေမဲဆိုကအတန်အော်ကြီးနဲ့ပြောလာတယ်ထွန်းအိုင်ဟာမိမအရေးကြီးနဲ့မျက်နှာကိုစူးစိုက်ကြည့်လိုက်မိတယ်ဖျို့ဖျက်ဖြစ်နေတဲ့သပင်တွေကြားပြူးထွက်နေတဲ့အမာယူကြီးတွေဟင်မင်းရှင်မြမောထွန်းအိုင်ဟာမိမရဲ့မျက်နှာကိုမြင်တွေ့သွားပြီးအထိတ်တလန့်နဲ့အော်ဟစ်လိုက်မိတယ်သူ့တကိုယ်လုံးချွေးတီတီကျလာပြီးတောင်တင်းသွားသလိုခံစားလိုက်ရတယ်တိတ်ဟုတ်တာပေါ့ငါရှင်မြမောနေနင်းစီကအသက်ကိုပြန်ယူဖို့ငါလာပြီဒီညဟာနင်းရဲ့သေရင်းတူးတဲ့ညပဲထွန်းအိုင်သေရင်းတူးတဲ့ညပဲရှင်မြမောရဲ့အရေးကြီးကအုတ်ကိုအပြက်ပေါ်ကနေလွှားကနေခုန်ပြီးသူ့စီကိုဝင်လာတယ်ထွန်းအိုင်ဟာကဘာပြတ်မတက်တုံနှုတ်သွားပြီးလှည့်ပြေးဖို့ပြင်လိုက်တယ်မြေပုံပေါ်ကိုပုံကနေကျလာတဲ့ရှင်မြမောရဲ့အရေးကြီးကထွန်းအိုင်ရဲ့ခြေထောက်ကိုလှမ်းဆွဲလိုက်ရင်သွေးပြတ်နေပြီလားထွန်းအိုင်နင်ငါ့ကိုအရှင်လက်လက်မြေမြုပ်ခဲ့တုန်းကလေငါခံခဲ့ရတာပဲအခုနင်းအလှငါ့ကိုတတ်ခဲ့တယ်လို့နင်းပြန်ခံစားရမယ်ဆိုကအတန်တကြီးနဲ့ဟားတိုင်ရေမောလိုက်တယ်ဒီကထွန်းအိုင်ဟာအကြီးကျယ်တုံ့ထုတ်သွားပြီးရှင်မြမောရဲ့လက်ကနေရုံးကပ်မှုကြိုးစားလိုက်တယ်ရှင်မြမောရဲ့တန်မာတဲ့လက်အစုံကဘလို့မှယုံထွက်မရအောင်ဖြစ်နေတယ်ဒါကြောင့်ထွန်းအိုင်ဟာရှင်မြမောရဲ့ရင်ဝါကိုအားကုန်စောင့်ကန်လိုက်ရင်ရုံထွက်ဖို့ပြင်လိုက်တယ်ထွန်းအိုင်ရဲ့ကံကြကြောင့်ရှင်မြမောဟာဟန်ချက်ပြတ်သွားတယ်ထွန်းအိုင်ဟာထရက်ဖို့ပြင်လိုက်ပေမဲ့အချိန်လွန်ပြီးမြေရင်းတစ်ခုတည်းကိုဒလိမ့်ကောက်ကွင်းနဲ့ပြုတ်ကျသွားတော့တယ်ထွန်းအိုင်တယောက်အကြီးကျယ်တုံ့ထုတ်သွားမိတယ်တေချာကြည့်လိုက်တော့မြေချင်းထဲကအခေါင်းတို့တစ်ခုတည်းကိုသူ့ရောက်နေတာတတိပြုတ်မိသွားတယ်ဒါကြောင့်အခေါင်းထဲကနေကုန်းထားဖို့ပြင်လိုက်မိတယ်ဒီအချိန်မှာပဲကျင်းထိတ်ကနေသူ့ကိုကြည့်နေတဲ့ရှင်မြမောရဲ့ခြောက်ချားပွဲမျက်နှာကြီးကိုအနီးကပ်မြင်လိုက်ရတယ်ရှင်မြမောဟာထွန်းအိုင်ရဲ့အဖြစ်ကိုသဘောကျစွာနဲ့ဟားတိုက်ရေမောလိုက်တယ်အတက်ကြောင်ရေမောပြီးတော့မှထွန်းအိုင်ရဲ့မျက်နှာကိုစူးစိုက်ကြည့်လိုက်ပြီးကြော့ဖျောင်းနိုင်တဲ့မိကျက်အခေါင်းထဲမှာတိတ်မောင်တယ်ဖျောင်းနိုင်ထွန်းပြီးနင်းရဲ့သေမင်းကိုမြင်အောင်ကြည့်ပြီးတော့အားလုံးပြီးဆုံးသွားပြီထွန်းအိုင်ထိုကဲ့သို့ပြောရင်ဖျောင်းနိုင်တဲ့မိကျက်ကိုကျင်းထဲကိုပြချလိုက်တယ်ရှင်မြမောဟာအခေါင်းရဲ့အဖုံးကိုဆွဲယူပြီးအခေါင်းပေါ်တင်လိုက်တယ်ပြီးတော့တန်ကိုတစ်ချက်ချင်းကြိုက်သွင်းရင်းနဲ့ဟားတိုက်ရေမောလိုက်တယ်မလုပ်ပါနဲ့ရှင်မြမောငါအသက်ရှူကြက်လို့ပါငါ့ကိုအခေါင်းထဲကနေထုတ်ပေးပါငါမှားခဲ့ပါတယ်ရှင်မြမောရဲ့အခေါင်းထဲကနေထုတ်ပေးကြပါထွန်းအိုင်ရဲ့သွေးသွေးတန်းအော်ဟစ်တဲ့အတန်ကြီးကတင်းချိုင်းတစ်ခုလုံးကိုဖုံးလွှမ်းသွားတော့တယ်ဒီအချိန်မှာပဲသူ့ဘာယာသားကြီးနဲ့ပလိတ်တသားတွေရောက်လာပြီးရှင်မြမောကဟောဒီအခေါင်းထဲမှာကျမကိုအရှင်လက်လက်မြင်မြုပ်ဖို့ကြိုးစားခဲ့တယ်ကျမယောက်ျားရှိတယ်ကျမကိုမြင်မြုပ်ခဲ့တုန်းကသူ့ရဲ့တက်သိပစ္စည်းဖြစ်တဲ့တက်သားမီချစ်ကိုသူ့ဘာယာသားကြီးကတဆင့်ပလိတ်ဌာနကိုကျမအပ်ခဲ့ပြီးပါပြီပြီးတော့ကျမယောက်ျားကိုထုံးအိုင်ဟာအိမ်ကအိမ်ဖော်မိန်းကလေးကိုတက်ပြီးအိမ်ရဲ့အနောက်ဘက်မှာမြုပ်ထားတယ်ဒါကိုလည်းဆရာတို့အလောင်းကိုတူးဖော်ကြည့်ပြီးအရေးယူဆောင်ရွက်ပေးကြပါထိုကဲ့သို့ပြလိုက်တဲ့အခါပလိတ်ဒီဟာရှင်မြမောရဲ့ထွက်ဆိုချက်ကိုရှေးမှတ်လိုက်ကြတယ်ပြီးတော့အခေါင်းထဲကထုံးအိုင်ကိုထုတ်ပြီးဖမ်းဆီးဖို့ပြင်လိုက်တယ်ရှင်မြမောကသူ့ဘာသာကြီးကိုကြည့်လိုက်ရင်ကျမမှာဥပမြိုင်ပေးတဲ့အသက်ပဲရှိပါတယ်ကျမမြေမြုပ်ခံတဲ့ညတုန်းကဥပမြိုင်သာရောက်လာပြီးကျမကိုမကယ်ထုတ်ခဲ့ရင်ကျမဘွားကမတွေးရဲစရာပါပဲတိတ်ကိုကျေးဇူးတင်ပါတယ်ဥပမြိုင်ရဲ့ဆိုကပြောလိုက်မိတယ်ဒီခါသူ့ဘာသာကြီးကခေါင်းကိုခိုင်ရမ်းလိုက်ရင်မလိုပါဘူးမိန်းကလေးရဲ့ယောက်ျားတစ်ယောက်ကကိုယ်ယူထားတဲ့မိန်းမကိုအရှင်နဲ့လည်းမြင်မြုပ်ဖို့စူးစမ်းတဲ့လူရစ်ကတိတ်ကိုရှင်နာစရာကောင်းလာပါတယ်မိန်းကလေးရဲ့ရှင်ထဲကတောကအပူတွေနာကြည့်ဝမ်းတဲ့စိတ်တွေဘလောက်အထိ
ပြင်းထန်နေမယ်ဆိုတာကျုပ်သားသမီးချင်းစာနာမိပါတယ်ဒါကြောင့်လေမိန်းကလေးသူ့ကိုပြန်ပြီးလက်တုပ်ပြန်ပလိလက်အမဲ့ကိစ္စကိုကျုပ်အစွမ်းကုန်ကူညီပေးခဲ့တာပါအခုတော့အားလုံးပြီးဆုံးသွားပြီပေါ့မိန်းကလေးရဲ့ဖြစ်လျာဘဝဒီလိုအဖြစ်ဆိုးနဲ့မကြုံရပါစေနဲ့လို့မိန်းကလေးကိုကျုပ်ဆူတောင်းပေးပါတယ်ဆိုကစိတ်မကောင်းကြီးစွာနဲ့ရှေးရုပ်လိုက်တော့တယ်သူ့ဘာသာကြီးရဲ့စကားဆုံးတဲ့အခါရှင်မြတ်မွန်ဟာအားလုံးကိုကြောက်ခိုင်းလိုက်တယ်ပြီးတော့အမောင်တူတဲကိုတိုးဝင်ပြီးအားလုံးနဲ့ဝေးရကိုထွက်ခွာသွားပါတော့တယ်စာရေးဆရာမမတ်ဟုစာရဲ့အရှင်လက်လက်မြေမြုပ်ခံရတဲ့မိန်းမဆိုတဲ့6ချားဝယ်ရပဒါလောကဇလန်လေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီခင်ဗျာ